အားလုံးမင်္ဂလာပါ Union News ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ကတော့ဖေဖော်ဝါရီလ18ရက်နေ့ဖြစ်ပါတယ်။ဒီနေ့ဖေဖော်ဝါရီလ18ရက်နေ့အတွက်တင်ဆက်ပေးသွားမှာကတော့စစ်ရှုံးကောင် KNDF တွေကတန်လင်တရာဖားဆောင်ကိုမိုင်းခွဲဖျက်ဆီးလိုက်တဲ့ဆိုတဲ့သတင်းတက်ချုပ်ကြီးရဲ့စိတ်ဝင်စားစရာကောင်းတဲ့ Sky နဲ့အထက်ပိုင်းခရီးစဉ်ပလဲမြို့မှာစခွက်လွှတ်ရင် BRN နဲ့ NUGPP အုပ်စုတို့အပြန်အလှန်ခွက်ဆောင်ခုန်နေကြရဲဆိုတဲ့သတင်းအပါအဝင်ထူးခြားတဲ့သတင်းတချို့ကိုကောင်းတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့ဖေဖော်ဝါရီလ18ရက်နေ့မနက်ပိုင်းမှာပဲကယားပြည်နယ်ဖားဆောင်မြို့နယ်မဲဆဲမြို့နယ်ကိုချိတ်ဆက်ထားတဲ့တန်လင်တရာဖားဆောင်ကိုစစ်ရှုံးကောင် KNDF တွေကမိုင်းခွဲဖျက်ဆီးလိုက်ပါတယ်။ဖားဆောင်မြို့ကိုတမတော်ကပြီးခဲ့တဲ့ဖေဖော်ဝါရီလ15ရက်နေ့ကအပြည့်အဝထိန်းချုပ်လိုက်ပြီးတဲ့နောက်ဖားဆောင်နဲ့မော်ချီဒေတာမှာဝင်ရောက်လှုပ်ရှားနေတဲ့ကရင်ပြည်လက်နက်ကိုင်အဖွဲ့တွေ NUGPP အုပ်စုအပါအဝင်အကြမ်းဖက်သမားတွေကတန်လွင်မြစ်ရဲ့အရှိတ်ချမ်းမဲဆဲမြို့ပတ်ဝန်းကျင်တီကိုဆုတ်ခွာထွက်ပြေးနေကြပါတယ်။မော်ချီမှာ3နှစ်ကျော်လင်းနေပါတရားမဝင်တပ်ထုတူဖော်မှုတွေပြုလုပ်ပြီးတော့ជីဝချမ်းသာနေကြတဲ့ကာလာလာတာ KNDF KA KNA စတဲ့ကယားပြည်နယ်မှာခြေစိုက်ထားတဲ့ဒီတပ်ထုတခိုးအများအပြားကဖားဆောင်မြို့ကိုတပ်မတော်ကပြန်လဲသိမ်းပိုက်လိုက်တဲ့အချိန်ကစပြီးတော့မြစ်ရဲ့အရှိတ်ချမ်းမဲဆဲဘက်ကိုဆုတ်ခွာသွားကြတာဖြစ်ပါတယ်။ဒီအကြမ်းဖက်သမားတွေကသူတို့စစ်ရှုံးတော့မယ်ဖားဆောင်မြို့ကိုသူတို့လက်လွတ်ရတော့မယ်ဆိုတဲ့အချိန်မှာပဲဒီတန်လင်တရာဖားဆောင်ကိုဖျက်ဆီးသွားလာဝင်ဒေသခံမိဘပြည်သူတွေအုံပြုတ်ဝင်ကိုပိတ်ဆို့ခဲ့တာဖြစ်ပါတယ်တကယ်တော့ဒီတန်လင်တရာဖားဆောင်ကိုကရင်ပြည်လက်နက်ကိုင်အဖွဲ့တွေကပြီးခဲ့တဲ့2023ပတ်ဝန်းကျင်တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဖားဆောင်နဲ့မဲဆဲရဲ့ကြားမှာကတန်လွင်မြကြီးရှိတယ်။တန်လွင်မြကြီးရှိတဲ့အတွက်တန်လင်တရာဖားဆောင်ရှိတယ်လို့စစ်နဲ့ဖားဆောင်ရဲ့ကြားမှာရှိတဲ့ပင်တင်းရွာမှာတစ်ချိန်လုံးက 1004အဖွဲ့စီရှိပါတယ်။ BGF 1004ဆိုတဲ့အဖွဲ့ဖြစ်ပါတယ်။အဲ့ဒီအဖွဲ့ကပြီးခဲ့တဲ့2022-2023ခုနှစ်မှာပဲနိုင်ငံတော်နဲ့တပ်မတော်ပေါ်တစ္ဆာဖောက်ပြီးတော့ကာလာလာတာအပါအဝင်ကရင်ပြည်လက်နက်ကိုင်အဖွဲ့တွေနဲ့ပူးပေါင်းသွားခဲ့တာဖြစ်တဲ့အတွက်2023ခုနှစ်ဇွန်လလောက်ကလေးကစပြီးတော့တပ်မတော်ရဲ့နေမြေကန်တပ်ရင်းတပ်ဖွဲ့တွေကဒီမဲဆဲမြို့အနီးမှာရှိနေတဲ့မဲဆဲမြို့နဲ့တွက်မယ်ဆိုရင်ရှစ်မိုင်အကွာမှာရှိနေတဲ့ပင်တင်းကျေးရွာကနေကြားဆောင်တပ်1004ကိုပြန်လည်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ကယားပြည်နယ်မှာတော့ဒီနေကြားဆောင်တပ်နှစ်ခုရှိပါတယ်။1004နဲ့1005ရှိပြီးတော့1004ကတော့မဲဆဲမြို့နယ်ထဲမှာရှိပြီး1005ကတော့ရွာသစ်မြို့နယ်ထဲမှာရှိပါတယ်။ရွာသစ်မြို့ဆိုတာကတော့ဘော်လခဲမြို့ရဲ့အရှိပဲမြို့တစ်မြို့ဖြစ်တယ်။ရွာသစ်မှာရှိနေတဲ့စုပ်ပိုင်ဒေသမှာ BGF 1005ရှိပြီးတော့အခုဖားဆောင်ကနေစစ်ရှုံးသွားတဲ့ဒီအကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေကာလာလာတာရဲ့ဌာနချုပ်ရှိနေတဲ့ BP14 နဲ့နေဇက်ဂိတ်ကိုအခြေပြုပြီးတော့တရားမဝင်တပ်ထုတူးဖော်မှုပြုလုပ်နေတဲ့နေရာမှာလက်ဝဲကြီးအုပ်ထားတာပဲနေဖြစ်ပါတယ်။ဒီနေရာတွေကိုအကြမ်းဖက်သမားတွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလဆန်းတွေကတပ်မတော်ရဲ့ထိုးစစ်အောက်အလဲတဲ့အကွဲကွဲနဲ့ထိခိုက်တည်ဆိုးမှုတွေများလာတဲ့အတွက်ဒီဖားဆောင်မျိုးကိုထိန်းချုပ်ထားတဲ့အကြမ်းဖက်သမားခေါင်းကြီးပိုင်းတွေကဆုတ်ခွာသွားကြတာဖြစ်ပါတယ်။ဖေဖော်ဝါရီလ12ရက်နေ့ကလေးကဒီပန်လင်တရာဖားဆောင်ကိုဖျက်ဆီးသွားလာခဲ့ပိတ်ပြီးတဲ့နောက်တပ်မတော်ကဖေဖော်ဝါရီလ15ရက်နေ့မှာအပြည့်အဝထိန်းချုပ်လိုက်တဲ့တပ်မတော်ကဖားဆောင်မျိုးကိုအပြည့်အဝထိန်းချုပ်လိုက်တာဖြစ်တဲ့အတွက်အကြမ်းဖက်သမားတွေမှာပြေးစရာမြေမရှိတော့ဘူး။ထပ်ပြီးတော့သွားစရာလည်းမြေရမရှိတော့ဘူးဖြစ်တယ်။ဖားဆောင်ရဲ့အတွင်းဘက်မှာရှိနေတဲ့ခဲမဖြူကနေအတွင်းကိုဆက်သွားမယ်မော်ချီမှာဆက်ရှိမယ်ဆိုတော့တပ်မတော်ရဲ့ထိုးစစ်အောက်မှာဂျောင်ပိတ်ပြီးတော့အရိုက်ခံရတဲ့အောင်နဲ့တို့ကုန်ကြားလို့ပုံစံမျိုးဝဲဆွဲပြီးတော့တေးရမှာဖြစ်တယ်။ဒါကြောင့်မလို့တန်လွင်မြစ်ရဲ့အရှိဘက်မဲဆဲမြို့နယ်တွေကိုဆုတ်ခွာသွားခဲ့ကြတာဖြစ်ပါတယ်။အကြမ်းဖက်သမားတွေကဒီစစ်ရှုံးသွားပြီးတဲ့နောက်ဒီနေ့ဖေဖော်ဝါရီလ18ရက်နေ့မနက်ပိုင်းမှာပဲတန်လွင်တရာဖားဆောင်ကိုရည်ရွယ်ချက်ရှိစွာနဲ့မိုင်းခွဲဖျက်ဆီးခဲ့တာဖြစ်ပါတယ်။အကြမ်းဖက်သမားတွေဆိုတာကဘလောက်ပဲဖက်ဒရယ်ဒီမိုကရေစီတွေအာဏာရှင်ကြာဆုံးရေးတွေဒီကိုပိုင်အုပ်ချုပ်ခွင့်ရင်မျိုးစုံကြွေးကြော်နေပေမဲ့တကယ်တမ်းကျတော့သူတို့အဖွဲ့အစည်းရဲ့အကျိုးစီးပွားအတွက်သာအဓိကထားပြီးပြုလုပ်နေတာဖြစ်ပြီးဒေသရင်းမိဘပြည်သူတွေတိုင်းဒေသခံတိုင်းရင်းသားတွေရဲ့ကိုကျိုးစီးပွားကိုဘယ်လက်နက်ကိုင်အဖွဲ့အစည်းကမှမကြည့်ခဲ့ဘူးဖြစ်ပါတယ်။ဟိုးမြန်မာပြည်အထက်ပိုင်းမှာရှိနေတဲ့ကချင်ပြည်နယ်မှာရှိတဲ့ဂျိမ်းဘော့စစ်သွေးကြွတွေအားလုံးကလည်းကချင်ပြည်နယ်ရဲ့အမည်နာမကိုအသုံးပြုပြီးတော့ကချင်လူမျိုးရေးတပ်မတော်အနေနဲ့ကချင်တဘုံအဖွဲ့ကိုဖွဲ့စည်းခဲ့ပြီးတော့ဒေသခံကချင်လူမျိုးတွေအပါအဝင်အမျိုးမျိုးသောလူနည်းစုတိုင်းရင်းသားတွေရဲ့ကိုကျိုးစီးပွားတွေကိုမတိကျကြုံပြုတ်ပြီးတော့ဂျိမ်းဘော့စစ်သွေးကြွလူနည်းစုအတိုင်းအဝိုင်းရဲ့အကျိုးစီးပွားအတွက်ပဲလက်နက်ကိုင်လမ်းစဉ်ကိုလိုက်တော်လန်ရေးကိုအကြောင်းပြပြီးတော့တွန်းထွက်တင်စားတာတွေမြေပေါ်မြေအောက်တင်စားတာတွေကိုတူဖော်နေကြတာဖြစ်ပါတယ်။ထိုနည်းတူစွာပဲဝါကိုကန်ပလောင်မွန်ရခိုင်အမျိုးမျိုးသောတိုင်းသားလက်နက်ကိုင်အမိဖန်အဖွဲ့တွေအားလုံးကဒေတာရင်းမှာရှိနေတဲ့ဒေတာရင်းမိဘပြည်သူတွေရဲ့အကျိုးစီးပွားအနာဂတ်နဲ့ဒေတာရင်းဖွံ့ဖြိုးတိုးတက်ရေးကိုဘယ်သူကမှစေတနာမှန်ကြပါဘူး။နိုင်ငံတော်အစိုးရအဆက်ဆက်ကသာဒေတာရင်းမိဘပြည်သူတွေဒေတာရင်းတိုင်းရင်းသားတွေအစဉ်ပြေစီရေးအတွက်နိုင်ငံတော်ဘတ်ဂျက်တွေကနေဘတ်ဂျက်တွေခွဲဝေပြီးတော့ပြည်내အလိုက်အရေးပါတဲ့နေရာတွေဦးစားပေးနေရာတွေကိုအပိုင်းလိုက်အောက်ပြီးလမ်းတွေဖောက်လုပ်ပေးတဲ့တရားတွေတိစောက်ပေးတာတွေပြုလုပ်ခဲ့ပါတယ်။ဆိုလိုရင်းကိုပြန်ဆက်ရရင်ကယားပြည်နယ်ကိုတီးခြားလွတ်လပ်တဲ့နိုင်ငံတစ်ခုအနေနဲ့ဖော်ဆောင်မှုတွေကယားပြည်နယ်မှာရှိနေတဲ့မြို့တွေဖြစ်တဲ့မြို့တော်လိုက်ကောဖဲကွန်ဒီမိုဆိုဖရူဆိုဘော်လခဲဖားဆောင်မဲဆက်ရှာတော့ရွာသစ်စောရမြို့တွေအားလုံးကို2021ခုနှစ်နိုင်ငံရေးအခင်းအကျင်းကိုအကြောင်းပြပြီးကယားပြည်နယ်မှာရှိတဲ့တစ်ချိန်လုံးကလူနည်းစုနဲ့
လက်နက်ကင်လမ်းစဉ်လိုက်ခဲ့ပြီးတော့အခြေအနေမလှတဲ့အတွက်ငုံရှိုးနေခဲ့ကြတဲ့အငုံစိတ်တွေနဲ့အဖွဲ့တွေက21အခင်းအကျင်းကိုအခွင့်ကောင်းယူပြီးတော့နိုင်ငံရေးကျင်းနေပါကြတဲ့အညာသားတော်သားဗမာ PDF တွေရဲ့အားကိုအသုံးပြုပြီးတိုက်ပွဲတွေပေါ်ဆောင်ခဲ့တယ်။ဒါပေမဲ့သူတို့ရဲ့နိုင်ငံရေးတည်မမှန်မှုနဲ့နိုင်ငံရေးကြီးမှန်းချက်တွေရဲ့မှားယွင်းမှုတွေပြည်တော်စုပေါ်မှာတက်ဆာဖောက်မှုတွေကြောင့်အခုဆိုရင်တော့တက်ဆာစွန့်နေကြပြီဖြစ်တယ်။ဒါကြောင့်တမျိုးပြီးတမျိုးတရွာပြီးတရွာသူတို့ထိန်းချုပ်ထားတဲ့နေရာတွေအားလုံးကိုလက်လွတ်နေရတာဖြစ်ပါတယ်။ဒီလိုလက်လွတ်နေရတဲ့အကြမ်းဖက်သမားတွေကသူတို့အချိန်တန်စစ်ရှုံးမှာကိုလည်းသိတယ်။လမ်းတွေတရားတွေကိုမိုင်းခွဲဖျက်ဆီးလိုက်ရင်လည်းတမတော်စစ်ကြောင်းတွေကတိုးရီတောင်တွေအထက်ထက်ကိုဖျက်ဆီးပြီးတော့အကြမ်းဖက်သမားတွေကိုတိုက်ခိုက်နိုင်နေဆိုတာကိုလည်းသူတို့ကောင်းကောင်းသိပါတယ်။ဒါပေမဲ့တမတော်စစ်ကြောင်းတွေပြန်လည်းမထိန်းချုပ်ခင်ကာလတရက်ရရနှစ်ရက်ရရတလရရနှစ်လရရဒီဒေသမှာရှိနေတဲ့မြေပေါ်မြေအောက်တွင်းထွက်တင်ဇာတာတွေကိုတရားမဝင်ခိုးယူခိုးထုတ်ခိုးရောင်းပြီးတော့သူတို့ရဲ့အကျိုးစီးပွားတွေအတွက်ချမ်းသာကြွယ်ဝမှုတွေအတွက်ဖော်ဆောင်နေကြတာဖြစ်ပါတယ်ဒီလိုဖော်ဆောင်မှုတွေကရားပြည်နယ်မှာရှိတဲ့ဒေသခံတိုင်းရင်းသားကရန်ကရော့ကရပတောင်စတဲ့နိုင်ငံရေးရည်ချိန်နေပါကြတဲ့လူငယ်တွေကိုဝါလာမိုင်းတွေတိုက်မျောလင်းချက်အမားတွေပေးစီယုံပြီးတော့လက်နက်တပ်ဆင်ပေးခဲ့ကြတာဖြစ်တယ်ဒီလိုလက်နက်တပ်ဆင်ပေးခဲ့တဲ့အတွက်ကရားပြည်နယ်မှာဆိုလို့ရှိရင်လည်းငကိုတွေက GDP လည်းနှိမ့်နေလူဦးရေလည်းအမတန်နေတဲ့ဒေသမှာလူစံအရင်းမြစ်ကုန်ဆုံးမှုတွေလည်းဖြစ်ပေါ်နေတယ်ဒါတွေသာမကသေးဘဲနဲ့အကြမ်းဖက်သမားတွေရဲ့တိုက်ပွဲဖော်ဆောင်မှုတွေကြောင့်ကရားပြည်နယ်မှာရှိနေတဲ့အခြေခံအဆောက်အအုံတွေလမ်းတွေတရားတွေမိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်အခုတမန်တော်ကဖားဆောင်မျိုးကိုပြန်လဲတိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုပေမဲ့ဘော်လကန်နဲ့ဖားဆောင်ကြားမှာရှိနေတဲ့နမ်ပွန်ချောင်းတရားထူးချောင်းကိုလည်းအကြမ်းဖက်သမားတွေကမိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။အားကြောင့်မိုင်းခွဲဖျက်ဆီးခဲ့တယ်လဲဆိုတော့တမန်တော်စစ်ကြောင်းတွေကိုဟန်တာဖို့တမန်တော်ထိုးစစ်တွေကိုနှောက်ယှက်ဖြစ်စေဖို့အတွက်ရည်ရွယ်လှုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ဒီတရားတွေဖျက်ဆီးရုံနဲ့တမန်တော်စစ်ကြောင်းတွေတမန်တော်ထိုးစစ်ကိုမရက်တက်နိုင်ဘူးဆိုတော့သူတို့သိပေမဲ့တမန်တော်ရဲ့ထိုးစစ်ကတလနဲ့ရောက်မဲ့အစား2လမှရောက်မယ်ဆိုရင်တလအချိန်ပိုရတာဖြစ်တဲ့အတွက်မော်ချီဒေတာကတပ်ထုတွင်းတွေမှာတရားမဝင်ဒီထက်ပိုပြီးတော့တပ်ထုတူးဖော်မှုပြုလုပ်နိုင်ရေးအတွက်တမန်တော်စစ်ကြောင်းတွေကိုဟန်တာစေခဲ့တာဖြစ်ပါတယ်။ထိုနည်းတူစွာပဲအခုဖားဆောင်မျိုးကိုတမန်တော်ကအပြေးအဝထိန်းချုပ်လိုက်ပြီဖြစ်တဲ့အတွက်စစ်ရှုံးကောင်တွေကွန်ပျူတာခွန်ဦးရဲမာဝီအပါဝင်အကြမ်းဖက်စစ်သွေးကြွတဲ့အားလုံးကအခုဆိုရင်မဲဆဲမျိုးကိုစုပ်ခွာသွားတယ်။မဲဆဲမျိုးကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလ12ရက်နေ့လောက်ကတည်းကစုပ်ခွာသွားတဲ့အတွက်အခုဆိုရင်တမန်တော်စစ်ကြောင်းတွေရောက်ရှိနေတဲ့ဖားဆောင်နဲ့တန်လွင်တရားလေးသာချပါတော့တယ်။တမန်တော်စစ်ကြောင်းတွေကအချိန်မရွေးမဲဆဲမျိုးတွေကိုထိုးစစ်ဆင်တိုက်ခိုက်နိုင်နေဆိုတဲ့ယူဆချက်အကြောက်အလန့်နဲ့စုပ်ခွာထွက်ပြေးရတဲ့စစ်ရှုံးကောင်တွေမှာတမန်တော်ထိုးစစ်ကိုဟန်တားနိုင်ခြင်းမရှိဘူးဆိုတဲ့အမှန်တရားနဲ့အကြောက်တရားကသူတို့ရဲ့ရင်ထဲမှာရှိထားပြီးဖြစ်ပါတယ်။တမန်တော်စစ်ကြောင်းတွေကိုဘယ်အရာကမှတမန်တော်ရဲ့ထိုးစစ်ကိုဘယ်အရာကမှဟန်တားနိုင်ခြင်းမရှိဘူးဆိုတာကိုသူတို့ကောင်းကောင်းနားလည်ကြပါတယ်။ဒီလိုမျိုးကောင်းကောင်းနားလည်တဲ့အတွက်လည်းတမန်တော်စစ်ကြောင်းတွေကိုဟန်တားနိုင်ရေးအတွက်သာရည်ရွယ်ပြီးတော့နိုင်ငံတော်ကဗန်နာငွေများစွာအကုန်ကြခံတိစောက်ထားခဲ့တဲ့တရားတွေကိုမိုင်းခွဲဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ဒါကအကြမ်းဖက်သမားတွေရဲ့ icon လို့လည်းပြောလို့ရတယ်။အကြမ်းဖက်သမားတွေတိုင်းရင်းသားလက်နက်ကန်အမိခံအဖွဲ့တွေရဲ့လုပ်ရက်နဲ့တပ်တွေတွေလည်းဖြစ်ပါတယ်။ဒါကဒီဖားဆောင်တရားတစ်ခုတည်းကဆိုလိုတာမဟုတ်ပါဘူး။မြန်မာနိုင်ငံအရက်ရက်အကြမ်းဖက်သမားတွေထိန်းချုပ်ထားတဲ့နေရာတွေကတရားကြီးငယ်အသွင်တွေကိုအကြမ်းဖက်သမားတွေကမိုင်းခွဲဖျက်ဆီးတဲ့ဖြစ်စဉ်တွေလုပ်ရက်တွေနိုင်ငံဗန်နာကိုမျိုးစုံဖျက်ဆီးအောင်နိုင်ငံဗန်နာကိုအလဟတ်သက်ဖြစ်အောင်ဆောင်ရွက်ခဲ့တဲ့အဖွဲ့တွေကြီးပဲဖြစ်ပါတယ်။အနည်းဆုံးပြောရမယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့2025ခုနှစ်အောက်တိုဘာ28ရက်နေ့ညအောက်တိုဘာ29ရက်နေ့မှာပလောင်စစ်သွေးကြွနဲ့တမန်တော်ကိုယ်စားလှယ်တွေနဲ့တရုတ်နိုင်ငံကူမင်းမှာပြစ်ခတ်ရက်စဲရေးစာချုပ်ချုပ်ဆိုတော့မယ်ဆိုတဲ့မိနစ်ပိုင်းစက္ကန့်ပိုင်းအလို2025ခုနှစ်အောက်တိုဘာ28ရက်နေ့မှာကြောက်မြောင်းတဲ့စင်ကူးကိုဆက်သွယ်ထားတဲ့ရတနာသိန်းကတရားကိုမိုင်းခွဲဖျက်ဆီးခဲ့တယ်။ဒီတရားကြီးကိုကျွန်တော်တို့ပြီးခဲ့တဲ့2026ခုနှစ်ဇန်နဝါရီလပထမပတ်ထဲမှာတမန်တော်ကပြန်လည်ထိန်းချုပ်လိုက်တဲ့နေရာတွေကိုတွားရောက်သတင်းရယူနေတဲ့ရတနာသိန်းကတရားပေါ်အထိရောက်ခဲ့ပြီးတော့ထပ်ပိုင်းကျိုးသွားတဲ့တရားရဲ့နေရာတိမြစ်လေကောင်နေရာတိကိုကျွန်တော်တို့ရောက်ရှိခဲ့ပါတယ်။ဆိုတော့အကြမ်းဖက်သမားတွေကဒီတရားတွေကိုဘာကြောင့်မိုင်းခွဲဖျက်ဆီးရတယ်လဲဆိုတော့တစ်အချက်တမန်တော်စစ်ကြောင်းတွေကိုဟန်တားနိုင်ဖို့နှစ်ချက်သူတို့ရဲ့စစ်ရှုံးသွားတဲ့စုပ်ခွာထွက်ပြေးရလမ်းကြောင်းကိုတမန်တော်စစ်ကြောင်းတွေလာရောက်တိုက်ခိုက်မှာကိုကြောက်လန့်နေတာဖြစ်တဲ့အတွက်ဒီလိုမျိုးမိုင်းခွဲဖျက်ဆီးခဲ့တာဖြစ်ပါတယ်ဆိုတော့အကြမ်းဖက်သမားတွေကပြီးခဲ့တဲ့2025ခုနှစ်ထဲမှာရနာသင်္ကတရားကိုလည်းမိုင်းခွဲဖျက်ဆီးခဲ့တယ်နောက်ချိုကနေစစ်ရှုံးသွားတဲ့တာဖုံးကျော်တာအိုက်ပေါင်တာခူးလန်တို့အုပ်စုတွေရဲ့ပလောင်စစ်သွေးကြွတွေကလည်းဂုတ်တွင်းတရားကိုမိုင်းခွဲဖျက်ဆီးခဲ့တယ်နောက်ချိုနဲ့ကြောင်မဲကြားမှာရှိနေတဲ့ဂုတ်တွင်းတရားကိုနှစ်ကြိမ်တိုင်းမိုင်းခွဲဖျက်ဆီးခဲ့ပြီးဖြစ်တယ်2009ခုနှစ်ကကိုကန့်သဘော MNDAA ရခိုင်စစ်သွေးကြွရခိုင်ဘိန်းစား AA နဲ့ပလောင်စစ်သွေးကြွ TNL တို့က2009ခုနှစ်ကလည်းဒီကုတ်တွင်းတရားကိုပထမအကြိမ်မိုင်းခွဲဖျက်ဆီးတယ်2025ခုနှစ်ဇူလိုင်လထဲမှာဒုတိယအကြိမ်မိုင်းခွဲဖျက်ဆီးတယ်ထိုနည်းတူစွာပဲအခုဒီစစ်ရှုံးသွားတဲ့ KNDF တွေကဖားဆောင်ကနေဆုတ်ခွာပြီးတော့တန်လင်တရားဖားဆောင်ကိုမိုင်းခွဲဖျက်ဆီးတယ်ဒီတရားတွေအားလုံးကလွယ်လေးနဲ့ရခဲ့တာမဟုတ်ပါဘူးနိုင်ပေါင်းများစွာလပေါင်းများစွာနှစ်ပေါင်းများစွာအကုန်ကြခံအချိန်ပေါင်းများစွာအကုန်ကြခံတိစောက်ခဲ့ရတာဖြစ်တယ်လို့နိုင်ငံတော်ရဲ့ဗန်နာဝင်နိုင်ငံတော်ရဲ့ဘတ်ဂျက်ဘီလီယံနဲ့ချီပြီးတော့ကုန်ကျခဲ့တာဖြစ်ပါတယ်
ဒီလိုမျိုးနိုင်ငံဘန်နာတွေနိုင်ငံအခွန်တွေဆိုတာကအခုအကြမ်းဖက်သမားတွေစက်ကြီးကောက်ဓာတ်ထောက်ပြီးတော့လူထားခဲ့တဲ့အခွန်တွေစက်ကြီးတွေလိုမျိုးမဟုတ်ပါဘူးဒီလိုမျိုးဒီ formal ကြားချက်စီးပွားရေးလုပ်ငန်းတွေကနေရရှိတဲ့အခွန်အခတွေကနေမူးစုပဲစုစွတ်ပြီးမှရရှိလာတဲ့နိုင်ငံဘန်နာငွေတွေကနေမျှဝေပြီးတော့ပြည်တော်စုသမရမြန်မာနိုင်ငံတော်ထဲမှာအဓိကလိုအပ်နေတဲ့နေရာတွေဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်နေတဲ့တိုင်းရင်းသားဒေသတွေအတွက်ကိုနိုင်ငံတော်အကြီးအကဲတွေကအဆင့်ဆင့်ဘန်နာငွေတွေကိုချထားပြီးတော့ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်ဒီနေ့ဖေဖော်ဝါရီလ18ရက်နေ့ KNDF နဲ့ KND လက်နက်ကိုင်အဖွဲ့တွေမိုင်းခွဲဖျက်ဆီးလိုက်တဲ့ဒီဖာဆောင်တရားတန်လွင်ကဆိုလို့ရှိရင်တန်လွင်တရားဖာဆောင်ကဆိုရင်2012ခုနှစ်ကစတင်တည်ဆောက်ခဲ့ပြီးတော့တည်ဆောက်ချိန်3နှစ်နေပါယူခဲ့ရတဲ့တရားဖြစ်တယ်2015ခုနှစ်မှာဖွင့်လှစ်ခဲ့တာဖြစ်ပြီးအခု2026ခုနှစ်မှာမိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်ဒီတရားရဲ့အရှိကလည်းဒီပေ1200ကျော်ရှိတယ်တန်60နဲ့85တန်ကြားဖြတ်တန်းသွားလာနိုင်တယ်ဒါကအခြေခံအပြင်ပေ180အထက်တရားကြီးတွေရဲ့ခံနိုင်ဝင်နေဖြစ်တယ်ဒီထဲကမှဒီတရားရဲ့အသုံးဝင်မှုဒီတရားရဲ့ geopolitics ပထဝီနိုင်ငံရေးအရေးပါမှုအတွက်နိုင်ငံတော်အကြီးအကဲတွေကမြန်မာကျပ်ငွေ8.5ဘီလီယံအကုန်အကျခံပြီးတော့တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်8.5ဘီလီယံဆိုတာကမြင်အောင်ပြောမယ်ဆိုလို့ရှိရင်ကျပ်သိန်းပေါင်း8000ပဲဖြစ်ပါတယ်ကျပ်သိန်းပေါင်း8000ပဲအကုန်အကျခံပြီးတော့ဒီဖာဆောင်တရားတန်လွင်ကိုတည်ဆောက်ပေးခဲ့တာဖြစ်တယ်။ဘာကြောင့်တည်ဆောက်ပေးခဲ့တယ်လဲဆိုတော့တန်လွင်မြစ်ရဲ့အရှိတ်ချမ်းမှာရှိနေတဲ့မဲဆဲမြို့ရဲ့ဘေးမှာရှိနေတဲ့ကြောက်ပဲညိုတို့ဒီကြောက်ပင်လိန်တို့နောက်ပင်တင်းတို့စားတဲ့ဒီရွာလေးတွေဒီဒေတာလေးတွေဖွံ့ဖြိုးတိုးတက်ရေးတာမှာကဖာဆောင်မော်ကြီးမှာရှိနေတဲ့ဒေတာကမိဘပြည်သူတွေဒေတာကကရန်တိုင်းရင်းသားတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုရှေ့ရှုပြီးတော့မဲဆဲနဲ့ထိုင်းနိုင်ငံဒီချင်းမိုင်ဘက်ကိုချိတ်ဆက်ထားတဲ့ BB73 BB74 နေဆက်ကုန်သွယ်ရေးလမ်းကြောင်းတွေကိုဖွင့်လှစ်နိုင်ရတဲ့နိုင်ငံတော်အကြီးအကဲတွေကဒီတန်လွင်မြစ်ကြီးကိုခြားနာထားတဲ့တန်လွင်မြစ်ကြီးကိုချောင်းချားနေတဲ့တန်လွင်မြစ်ကြီးကိုတန်လွင်ချောင်းချားခံနေရတဲ့အခြေအနေမျိုးမြစ်ရှိဘက်ကနဲ့မြစ်အနောက်ဘက်ကကိုခက်ခက်ခဲခဲကူတန်းသွားလာနေရတဲ့အခြေအနေမျိုးတွေကိုကျော်လွန်နိုင်မှုအတွက်နိုင်ငံဗန်နာငွေတွေကကျပ်သိန်းပေါင်း8000ခွဲ8.5ဘီလီယံအကုန်အကျခံပြီးတော့ဒီဆောက်ပေးခဲ့တာဖြစ်ပါတယ်2015ခုနှစ်ဒီတရားကြီးဖွင့်လှစ်လိုက်ပြီးဖြစ်တဲ့အတွက်2015ခုနှစ်ဒီတရားကြီးဖွင့်လှစ်လိုက်တဲ့အချိန်ကစပြီးတော့ကရပြည်နယ်ရဲ့ကုန်စည်စီးဆင်းမှုလည်းအတိုင်းအတာတစ်ခုတည်းဖွံ့ဖြိုးလာတယ်မဲဆက်ဖာဆောင်မော်ချီဘော်လခဲဒေတာကမိဘပြည်သူတွေရဲ့စီးပွားရေးလုပ်ငန်းတွေအတိုင်းအတာတစ်ခုတည်းမြင့်တက်လာတယ်လူနေမှုအဆင့်အတန်းတွေမြင့်တက်လာတယ်ဝင်ငွေတွေမြင့်တက်လာတယ်ဘာကြောင့်လဲဆိုတော့ထိုင်းနိုင်ငံနယ်စပ်အနီးအမှရှိနေတဲ့မဲဆဲမြို့ကိုအခြေပြုပြီးတော့ဟိုဆဲအဲ့ဒီကနေအထက်မှာရှိနေတဲ့ BB73 နယ်စပ်ဂိတ်တွေကနေတဆင့်နယ်စပ်ကုန်သွယ်ရေးဖွင့်လှစ်ပေးခဲ့တယ်ထိုင်းနိုင်ငံဘက်ကပြန်သွင်းလာတဲ့သွင်းကုန်မြန်မာနိုင်ငံဘက်ကပို့ကုန်တွေနဲ့ဒေသခံမိဘပြည်သူတွေရဲ့လူနေမှုအဆင့်နဲ့စီးပွားရေးတွေဖွံ့ဖြိုးတိုးတက်လာစေခဲ့တယ်ထို့နည်းတူစွာပဲဖာဆောင်ဘော်လခဲဖရူဇိုဒီမော့ဆိုလမ်းကြောင်းကနေတဆင့်မြန်မာနိုင်ငံဘက်ကိုဝင်နိုင်တယ်ဒီတောင်ကိုလိတ်တူလမ်းပိုင်းကိုလည်းသွားနိုင်တယ်ရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်ဘက်ကနေတောင်ကြီးကြီးကိုသွားနိုင်တယ်လမ်းကြောင်းကြီးကဖြူသွားခဲ့ပြီဖြစ်ပါတယ်ကယားပြည်နယ်ရဲ့အဓိကပင်မသွေးကြောကြီးလို့ဆိုလိုရတယ်တောင်ကိုလိတ်တူဒီမော့ဆိုလိုက်ကိုဒီစီဆိုင်လမ်းပိုင်းကြီးကိုချိတ်ဆက်နိုင်တဲ့အဓိကလမ်းကြောင်းကြီးတစ်ခုဖြစ်လာခဲ့တာဒါပေမဲ့နိုင်ငံရေးရေချိန်နှိမ်ပါကြတဲ့တိုင်းဒေသလက်နက်ကိုင်စစ်သွေးကြွတွေကတော့အခုဆိုရင်ဖူချောင်းတရားကိုလည်းမိုင်းခွဲဖျက်ဆီးခဲ့ပြီးပြီစစ်ရှုံးပြီးဆုတ်ခွာသွားတဲ့အချိန်အခုဖာဆောင်တရားကိုလည်းမိုင်းခွဲဖျက်ဆီးလိုက်ပြီဖြစ်တယ်ဒီအတွက်ဒေသခံတွေရဲ့သွားရေးလာရေးအချိန်တုန်းကအဆင်ပြေခဲ့တဲ့ဆယ်စုနှစ်တစ်ခုစာတက်တန်းသွားလာမှုအဆင်ပြေခြင်းကိုအကြမ်းဖက်သမားတွေရဲ့နိုင်ငံရေးရေချိန်နှိမ်ပါမှုနိုင်ငံရေးတည်မှန်မှန်မှုနိုင်ငံတော်နဲ့ဒေသခံတိုင်းရင်းသားတွေအပေါ်မှာစိတ်ရင်းစေတနာမှန်မှန်မှုတွေကိုပြဖို့အတွက်အခုလိုမိုင်းခွဲဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ဘာကြောင့်မိုင်းခွဲဖျက်ဆီးခဲ့တယ်လဲဆိုတော့ကြောက်လို့ဖျက်ဆီးခဲ့တာ။တမတော်ရဲ့ထိုးစစ်ကိုကြောက်လန့်နေတဲ့အတွက်ဖားဆောင်မြို့အထိခက်ခဲတောတွေတောင်တွေအထက်ထက်ချောင်းတွေမြောင်းတွေအသွယ်တွေကိုဖျက်တမ်းပြီးတော့ရွချွံတိုက်ခိုက်လာတဲ့တမတော်စစ်ကြောင်းတွေရဲ့စစ်အဟောကိုကြောက်လန့်နေတဲ့အတွက်အခုလိုတရားကိုမိုင်းခွဲဖျက်ဆီးလိုက်တာပါ။ဒါပေမဲ့ဒီလိုတရားတွေကိုမိုင်းခွဲဖျက်ဆီးလိုက်ရုံနဲ့တမတော်စစ်ကြောင်းတွေရဲ့ထိုးစစ်ကရက်တက်နေမှာမဟုတ်ဘူးဖြစ်ပါတယ်။မဲဆဲမြို့အထိမဲဆဲအနီးမှာရှိနေတဲ့ပင်လင်းရွာမှာရှိတဲ့ဒီ BGF 1004အထိတမတော်စစ်ကြောင်းတွေကပြန်လည်တိုက်ခိုက်သိမ်းပိုက်သွားမယ်ဆိုတာသူတို့ကောင်းကောင်းသိပါတယ်။တမတော်စစ်ကြောင်းတွေကိုယာယီတာအဟံတာပြုလုပ်နိုင်မှုအတွက်သူတို့ရဲ့ရှင်တန်ခွင့်ထွက်ပြေးခွင့်တောင်ပြင်လွတ်တဲ့ခွေးဘဝရောက်နေတဲ့ကရင်ပြည်လက်နက်ကန်အဖွဲ့တွေသူတို့ရဲ့စုတ်ခွာရလမ်းတစ်ရက်အချိန်ရရနှစ်ရက်အချိန်ရရသူတို့ရဲ့အကျိုးစီးပွားတွေခိုးရပါပစ္စည်းတွေနဲ့ခိုးရပါခိုးလို့ရတဲ့စက်ကြီးကောက်လို့ရတဲ့အကျိုးအမြတ်တွေအားလုံးကိုတည်ဆောင်နိုင်ရေးအတွက်ဒီလိုမျိုးဒေသခံမိဘပြည်သူတွေအတွက်အကျိုးအများကြီးရှိတဲ့တန်လင်တရားဖားဆောင်ကိုမိုက်ခွဲဖျက်ဆီးလိုက်တာဖြစ်ပါတယ်။တစ်ချိန်လုံးကဒီဖားဆောင်တရားကိုအကြမ်းဖက်သမားတွေကမဲဆဲကနေအင်အားစုဖွဲ့ခလာရ134ခလာရ135ကိုလာရောက်တိုက်ခိုက်မှုတွေလည်းပြုလုပ်ခဲ့တယ်။သူတို့စစ်ရေးအရာအကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်တွေနဲ့ထောက်ပံ့မှုတွေပြုလုပ်နေတဲ့အချိန်တုန်းကတော့ဒီတရားကြီးပေါ်မှာကူးကြည့်တန်းကြည့်နဲ့နိုင်ငံတော်ကစောက်ပေးထားတဲ့တရားပေါ်မှာအရှက်မဲ့စွာနဲ့အချိန်ပေါင်းများစွာချက်တန်းတွာလာခဲ့ပြီးတော့သူတို့စစ်ရှုံးသွားတဲ့အချိန်မှာတော့ဒီတရားကိုမိုက်ခွဲဖျက်ဆီးလိုက်တာဖြစ်ပါတယ်။
ဒါကအကြမ်းဖက်သမားတွေရဲ့ပြရုပ်ဖြစ်တဲ့တပ်မတော်ရဲ့ထိုးစစ်ကိုဟန်တားနိုင်ခြင်းမရှိပေမဲ့ဖြက်လို့ဖြက်စီးလုပ်တဲ့ဗီဇဆိုတာအင်မတန်ဖြောက်ရခက်ပါတယ်အင်မတန်ဖြောက်ရခက်တဲ့ဗီဇဖြက်လို့ဖြက်စီးအဖြက်သမားစိတ်တဲ့ရှိတဲ့အကြမ်းဖက်သမားတွေကပြည်တွင်းမှာလက်နက်ကင်လမ်းစဉ်လိုက်ပြီးတော့တီးခြားနိုင်ငံတီးခြားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသူတို့ရဲ့လက်နက်ကင်လမ်းစဉ်နဲ့သူတို့အဖွဲ့အစည်းရဲ့အုပ်ချုပ်မှုအောက်မှာသာဒေသကကရတိုင်းရင်းသားတွေကရန်ကရောပတောင်ပဒူစတဲ့တိုင်းရင်းသားတွေအားလုံးကရှင်တန်ရမယ်ဆိုရင်တော့လေဘင်းကိုကြိုးဝင်းဆွတ်ပြီးတော့နေ့စဉ်ခက်ခဲစွာနဲ့ရှင်တန်နေကြရမှာဖြစ်ပါတယ်လက်နက်အားကိုအနိုင်ကျင့်ပြီးတော့လက်နက်ကင်လမ်းစဉ်တွေပဲဒေသခံတိုင်းရင်းသားတွေအနာဂတ်ပေါင်းများစွာလူသားအရင်းမြစ်လူစွမ်းအရင်းမြစ်ပေါင်းများစွာကိုချနှင်ပြီးတော့ကွန်ပျူတာတို့ခိုဦးတွေတို့အကြမ်းဖက်စစ်သွေးကြွတဲ့အားလုံးကသူတို့ရဲ့အကျိုးစီးပွားတွေကိုဆောင်ရွက်နေကြတာဖြစ်ပါတယ်ဆိုတော့ဆိုလိုရင်းကိုပြန်ဆက်ရရင်တော့တမတော်ကဖားဆောင်မျိုးကိုပြီးခဲ့တဲ့2ရက်ဖေဖော်ဝါရီလ15ရက်နေ့ကထိန်းချုပ်လိုက်ပြီးဖြစ်တဲ့စစ်ရှုံးသွားတဲ့စစ်ရှုံးကောင်တွေကဒီတရားကိုမိုင်းခွဲဖျက်ဆီးလိုက်တယ်အခုတန်လွင်မြစ်ရဲ့အရှိတ်ဘက်ချမ်းမှာရှိနေတဲ့မြို့3မြို့ကိုတမတော်ကဆက်လက်ထိုးစစ်ဆင်မလားအကြမ်းဖက်သမားတွေဘယ်လိုမျိုးခွေးသေးဝက်သေးတေးမလဲဆိုတော့ကိုပဲကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်သွားကြရအောင်မှာဖြစ်တယ်ဆိုတော့အခုကြားပြည်နယ်မှာတမတော်ကပြန်လဲတိုက်ခိုက်သိမ်းဖက်ဖို့ကြံရှိနေသေးတဲ့3မြို့ရှိသေးတယ်အဲ့ဒီ3မြို့ကလိုက်ကော်မြို့ရဲ့အရှိတ်ဘက်မှာရှိနေတဲ့ရှာတော်ဘောလခဲမြို့ရဲ့အရှိတ်ဘက်မှာရှိနေတဲ့ရွာသစ်ဖားဆောင်မြို့ရဲ့အရှိတ်ဘက်မှာရှိနေတဲ့မဲဆက်ဒီ3မြို့ကိုတမတော်ကပုံမှန်144ထုတ်ပြန်ပြီးတော့ရွေးကောက်ပွဲလည်းကျင်းပခြင်းမရှိသေးဘူးလက်ရှိစေအုပ်ချုပ်ရေးလည်းကြီးညာထားစေမြို့တွေဖြစ်တဲ့အတွက်တမတော်ရဲ့ကြားပြည်နယ်ထိုးစစ်မှာဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်စေရမြို့3မြို့ကဒီမြို့တွေသာရှိပါတော့တယ်ဆိုတော့ကရင်ဒီလက်နက်ကိုင်အဖွဲ့တွေဒီလိုမျိုးတောကျုံအောင်ကြောင်းမှာပဲဆက်လက်ရှင်သန်နေထိုင်ပြီးတော့လက်နက်ကင်လမ်းစဉ်ကိုလိုက်ရင်တော့ထိုင်းနိုင်ငံတွေကိုထွက်ပြေးရင်ထွက်ပြေးထိုင်းနိုင်ငံတွေကိုထွက်မပြေးဘဲနဲ့ထိုင်းနိုင်ငံနေဆက်မှာဒုက္ခတဲ့အမိခံနဲ့ဆက်ပြီးရှိမယ်ဆိုရင်လည်းဆက်ရှိဒါပေမဲ့တပ်မတော်ရဲ့ထိုးစစ်တွေကတော့ရပ်တန့်နေမှာမဟုတ်ဘူးဖြစ်ပါတယ်ဖားဆောင်တရားကိုချိုးလိုက်လို့လည်းတပ်မတော်ထိုးစစ်တွေရပ်တန့်နေမှာမဟုတ်ဘူးဆိုတာကိုအခုလက်ရှိဖားဆောင်မြို့သိမ်းတိုက်ပွဲမှာလည်းမြင်တွေ့ရပြီးဖြစ်ပါတယ်တန်လွင်မြစ်လိုမျိုးရေစီးတန်မြစ်ချင်းတစ်ခုကိုမိုင်းခွဲဖျက်ဆီးလိုက်ပြီးမြဲတပ်မတော်ထိုးစစ်တွေကရအောင်ချိတက်ပြီးတော့ဖားဆောင်မြို့ကိုတိုက်ခိုက်ခဲ့တယ်ပါဖို့နဲ့နိုင်ခေမှာရှိနေတဲ့အကြမ်းဖက်သမားတွေရဲ့ကင်းစခန်းတွေဌာနချုပ်တွေကိုပါအင်အားလုံးရင်းနဲ့တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်တဲ့အတွက် KNDF နဲ့အပေါင်းပါတွေမာဝီအပါအဝင်ဗိုလ်ပြုတ်မျိုးစင်တို့တောင်မှဘယ်ဂျိုဘယ်ချောင်ရောက်နေလို့ရောက်နေမှတော့မသိပဲဖြစ်နေပါတယ်။နေမျိုးစင်တို့လိုစစ်တပ်မတော်ကနေတက်စာဖောက်ပြီးတော့ဒီအင်မတန်ကောင်းမွန်တဲ့ဗီဇတွေနဲ့ကြာခုံမှုမရခုံမှုဘိန်းစားမှုလက်ပေးလက်ယူလုံးမှုအခကျင်းဝေယူမှုတွေနဲ့တက်ထဲမှာတက်မတော်ထဲမှာဘယ်တော့မှယာတို့မတိုးတော့ဘဲနဲ့ကွာတားကြပြီးတော့အိမ်သာစီးရမယ့်ဘဝနဲ့ရောက်နေတဲ့ဗိုလ်ပြုတ်နေမျိုးစင်တို့ကအခုကြားပြည်နယ်မှာ2021ခုနှစ်နိုင်ငံရေးအခင်းချင်းဖြစ်ပေါ်တဲ့အချိန်ကစပြီးတော့ငတုံးတက်တိုက်နိုင်ငံရေးကြီးချိန်နေပါသူတက်တိုက်ကိုအသုံးပြုပြီးတော့ဒီဒုက္ခသည်တွေကိုပဲကူညီပေးတဲ့အောင်စစ်ရှောင်တွေကိုပဲကူညီပေးတဲ့အောင်နဲ့ကြားပြည်နယ်မှာတောင်းတင်နေတာဖြစ်ပါတယ်အခုတော့တပ်မတော်ရဲ့ထိုးစစ်တွေမှာအကြမ်းဖက်သမားတွေကိုရောဒီလိုနေမျိုးစင်တို့လိုကလင်းရန်ကုန်ကဇေယျထွန်းတို့လိုအဖွဲ့တွေကဆက်လက်ရှင်းနေတော့မှဖြစ်တဲ့အတွက်ဖားဆောင်မျိုးကိုသိမ်းပိုက်လိုက်ပြီးတဲ့နောက်အခုဆိုရင်အနာဂတ်တွေမဲ့လာတဲ့ထဲမှာကာလာလာတာ KNDF KA KNA အပါအဝင်ကြားပြည်နယ်မှာရှိနေတဲ့လက်နက်ကန်အဖွဲ့အများအပြားသာမကအသခင်မကွေးဆိုတဲ့အညာသားတော်သားလည်းစစ်ပြေးဘဝကိုရောက်နေရပြီဖြစ်တဲ့ဗိုလ်ပြုတ်နေမျိုးစင်လည်းစစ်ပြေးဘဝကိုရောက်နေရပြီဖြစ်တယ်လို့ကြားပြည်နယ်မှာပဲဒေသခံတိုင်းရင်းသားတွေကိုအကျိုးပြုတယ်လို့ပုံစံမျိုးနဲ့အလူငွေတွေကောက်ရမုံငွေတွေရှာနေတဲ့ကလင်းရန်ကုန်ကဇေယျထွန်းတို့အုပ်စုလည်းတောင်မြလို့တဲ့ခွေးဘဝကိုမကြခင်ရောက်ရှိတော့မှာဖြစ်ပါတယ်ဆိုတော့တမန်တော်ထိုးစစ်တွေကဖားဆောင်တဲ့ရက်တန်သွားမှာမဟုတ်ဘူးဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးအကြမ်းဖက်သမားတွေမိုင်းခွဲဖျက်ဆီးလိုက်တာကတမန်တော်ထိုးစစ်မှာအတိုင်းအတာတစ်ခုတည်းအဟံတားလေးတစ်ခုသာရှိနိုင်ပေမဲ့တမန်တော်ထိုးစစ်ကိုရက်တန်နိုင်မှာမဟုတ်ဘူးဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အခုအကြမ်းဖက်သမားတွေမိုင်းခွဲဖျက်ဆီးလိုက်တဲ့တန်လွင်တရားဖားဆောင်ရဲ့တန်ဖိုးငွေကမြန်မာကျပ်ငွေသိန်းပေါင်း8000ခွဲကျသင့်ခဲ့ပါတယ်ဒါက2015ခုနှစ်ကဒေါ်လာသေးငွေကြေးနဲ့ကျသင့်ခဲ့တဲ့ကုန်ကျစရိတ်ဖြစ်ပါတယ်ဒီကာလမှာသာဒီလိုမျိုးတန်လွင်တရားဖားဆောင်နောက်တဲ့သတင်းပြန်ဆောင်မယ်ဆိုလို့ရှိရင်ကုန်ကျစရိတ်ကအနည်းဆုံး9ဆနီးပါးတွက်ရမှာဖြစ်တဲ့အတွက်ဘီလီယံ40နီးပါးထိအကုန်ကျခံပြီးမှသာဖားဆောင်တရားတန်လွင်ကိုတရားတက်ကြီးပြန်လဲထိုးနိုင်တော့မှာဖြစ်တဲ့အတွက်ဒီအကြမ်းဖက်သမားတွေရဲ့မိုင်းခွဲဖျက်ဆီးမှုကြောင့်တွားရေးလာရေးလမ်းမဆက်သွယ်ရေးတွေခက်ခဲမယ်တန်လွင်ရဲ့အရှိဘက်ချမ်းမှာပဲမြစ်စုပ်လိုက်ဝါခုတ်လိုက်နဲ့လူနေမှုအစဉ်တန်းနေပါစွာဆက်လက်နေထိုင်ကြရအောင်ပဲကြားဒေသခံတွေတကတော့စိတ်မကောင်းစရာဖြစ်ပေမဲ့အကြမ်းဖက်သမားတွေနဲ့အလူရှင်တွဲနေထိုင်တဲ့ရလက်တွေကိုတော့သူတို့ကောင်းကောင်းကြီးနားလည်သွားကြပြီဖြစ်ပါတယ်ဆိုတော့ကြားပြည်နယ်ကိုတမတော်ကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက်ကြံရှိနေသေးတဲ့မြို့တွေကို priority ဆင်ပြီးတော့1 2 3နဲ့ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်တယ်ကရင်ဒီလက်နက်ကန်အဖွဲ့တွေနောက်ထပ်တစ်ချိန်နိုင်ငံရေးလမ်းကြောင်းပေါ်ရောက်ပြီးတော့တွဲဆောင်ဆွေးနွေးပေးရစေဆိုတဲ့စကားလုံးတွေနဲ့
ငင်းချမ်းရေးကိုနောက်ဖေးပေါက်ကနေခွေးတို့ပေါက်ကနေဆက်ပြီးတော့ဝင်ရောက်လာအောင်မလားဆိုတာကိုလည်းကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားကြရအောင်မှာဖြစ်တယ်ဆိုတော့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့လက်ရှိနိုင်ငံတော်ရဲ့ယာယီသမ္မတတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကစကိုင်းတိုင်းရဲ့အထက်ပိုင်းဟုံးမလင်းဘက်ကိုတွားရောက်ပြီးတော့စကိုင်းတိုင်းအထက်ပိုင်းခီးစဉ်ကြီးကိုစတင်ခဲ့တယ်စကိုင်းတိုင်းအထက်ပိုင်းဟုံးမလင်းဒေသခီးစဉ်ကြီးကိုစတင်ခဲ့ပြီးတော့နာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့နန်းယွန်းလဟဲလေရှိစတဲ့မြို့တွေထိလည်းတွားရောက်ခဲ့တယ်ဒေသခံတိုင်းသားခေါင်းဆောင်တွေနဲ့လည်းတွေ့ဆုံခဲ့တယ်ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ဝှေထိုက်ရလျက်စစ်တာအပိဆက်ယုံတိဆောက်ရေးအောင်မြင်စေရေးဒေသတွင်းမှာရှိနေတဲ့မြို့နယ်တွေကျေးရွာတွေလျှက်စစ်ပြီးရရှိရေးကိုလည်းမှာကြားခဲ့တာတွေရှိတယ်လို့ထမှန်ဒီတရားကိုလည်းဖွင့်လှစ်ပေးနိုင်ခဲ့တယ်ထမှန်ဒီမှာရလျက်စစ်လည်းရှိတယ်အခုဆိုရင်ချင်းတွင်းမြစ်ကိုဖြတ်တန်းတိဆောက်ထားတဲ့ထမှန်ဒီတရားကိုလည်းဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်ထမှန်ဒီတရားကို2019ခုနှစ်ဝန်းကျင်လောက်ကစတင်လေ့လာခဲ့တာဖြစ်ပြီး2021ခုနှစ်နိုင်ငံရေးအပြောင်းအလဲကာလကြီးမှာပဲဒီအကြက်အတဲကြီးကိုနိုင်ငံတော်အစိုးရကမရရအောင်တိဆောက်ခဲ့တာဖြစ်ပြီးတော့စောက်လို့ရေးဝန်ကြီးဌာနကတရားအထူးအဖွဲ့နှစ်ကနေတိဆောက်ခဲ့တာဖြစ်ပါတယ်2021ခုနှစ်ကနေ2021 2022ကလည်းစတင်တိဆောက်ခဲ့တာဖြစ်ပြီးတော့အကြမ်းဖက်လက်နက်ကိုင်တွေရဲ့တိုက်ခိုက်မှုတွေကြားတဲ့ကတရားအတွက်လိုအပ်တဲ့အဓိက raw တွေတန်ပေါင်တွေစောက်လို့ရေးဆုံးပစ္စည်းတွေနဲ့အမျိုးမျိုးသောပစ္စည်းတွေရဲ့ပို့ဆောင်ရေး LOC လမ်းကြောင်းတွေဖြတ်တော့ပိတ်ဆို့ခံထားရတဲ့ကြားတွေကပဲနိုင်ငံတော်အစိုးရကနာဂဒေတာဖွံ့ဖြိုးတိုးတက်ရေးအတွက်ထမှန်ဒီတရားကြီးကိုရအောင်တိဆောက်ပြီးတော့မနေ့ကဖေဖော်ဝါရီလ16ရက်နေ့မှာပဲဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်ဟုံးမလေးကိုအရင်သွားရောက်ခဲ့တဲ့တမတော်ကာကွယ်ဦးစီးချုပ်နဲ့ဇနီးဗိုလ်ချုပ်ကြီးရဲဝင်းဦးဗိုလ်ချုပ်ကြီးမြထုံးနဲ့တမတော်အကြီးအကဲတွေပါတယ်တိုင်မှုပါတယ်စကိုင်းတိုင်းဒေသကြီးရဲ့ဝန်ကြီးချုပ်တွေပါဝင်တဲ့တမတော်အကြီးအကဲတွေပါဝင်တဲ့ဒီအဖွဲ့တွေကဟုံးမလေးဒေသကိုလည်းသွားရောက်ခဲ့တယ်နေပြည်တော်တရင်တပ်ဖွဲ့တွေမြို့နေလူထုတွေလုံခြုံရေးတပ်ဖွဲ့ဝင်တွေဆောင်ခဲ့ပြီးတော့အခုဆိုရင်နာဂဒေသထိသွားခဲ့တယ်တိုင်းသားခေါင်းဆောင်တွေနဲ့လည်းတွေ့ဆုံပြီးတော့ဒီဒေသဖွံ့ဖြိုးတိုးတက်ရေးကိုအများကြီးဆောင်ရွက်ပေးနိုင်ခဲ့တယ်ခရီးစဉ်ကတော့နိုင်ငံတော်အဆင့်နိုင်ငံတော်ရဲ့ခေါင်းဆောင်တယောက်ရဲ့သွားတဲ့နိုင်ငံတော်အဆင့်ခရီးစဉ်ကမထူးခြားဘူးလို့ထင်ကောင်းထင်ရပေမဲ့တမတော်ကာကွယ်ဦးစီးချုပ်တက်ချုပ်ကြီးရဲ့ဟုံးမလင်းခရီးစဉ်စကိုင်းတိုင်းအထက်ပိုင်းခရီးစဉ်ကအမတန်ထူးခြားပါတယ်စကိုင်းတိုင်းမှာစုတန်တောင်းကျမ်းနေတဲ့ပြည်သူတွေကိုစက်ကြီးကောက်အနိုင်ကျင့်နေတဲ့ NUG PDF တွေအတွက်သေမင်းတကားဝကိုဖွင့်လိုက်တယ်ဆိုတဲ့အတိတ်ပဲမျိုးတက်ရောက်တယ်လို့စစ်ရှုံးကောင် KIA ရဲ့စစ်သွေးကြွဂွမ်မော်အားချောင်ထားခဲ့တဲ့စကိုင်းတိုင်းအထက်ပိုင်းကိုကချင်ပြည်နယ်ရဲ့တကားဝအနေနဲ့တတ်မှတ်ပြီးတော့ပရော်စီထားကစားမယ်စေဇုံအနေနဲ့တတ်မှတ်မယ်စကိုင်းနဲ့အထက်ပိုင်းစကိုင်းနဲ့အနောက်ပိုင်းကနေကုန်းမြေတစ်ခုလုံးဆက်ပြီးတော့ချင်းပြည်နယ်ကိုတိကျခွဲထွက်ရေးလက်ဝေကန်ဒေတာအဖြစ်ဆောင်ရွက်မယ်ဆိုတဲ့စကိုင်းနဲ့အထက်ပိုင်းချင်းတွင်းမြစ်အထက်ပိုင်းဟုံးမလင်းတနင်္ဟူကောင်းချိုင်ဝမ်ဒေတာကိုတမတော်အကြီးအကဲကသွားရောက်လိုက်တာဖြစ်တဲ့အတွက်ဆင်သွားရင်လမ်းဖြစ်တယ်ဆိုတဲ့စကားမျိုးတိုင်းပါပဲနိုင်ငံတော်အကြီးအကဲသွားလိုက်တဲ့လမ်းကြောင်းတွေမှာတိုးတက်လာမယ့်ကိစ္စတွေပြောင်းလဲလာမယ့်ကိစ္စတွေပြတ်သားလာမယ့်စစ်ရေးအခြေအနေတွေကိုကျွန်တော်တို့အများကြီးမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါအပြင်တက်ချုပ်ကြီးရဲ့အခုခီးစဉ်ဟုံးမလင်းကတာမန်တက်ထူးခြားတယ်ဆိုတာကစကိုင်းနဲ့အထက်ပိုင်းစစ်ရေးအကြမ်းဖက်သမားတွေရဲ့စစ်ရေးဖော်ဆောင်မှုနေရာတွေဒါမှကဒီစစ်ရေးရေးပါတဲ့လမ်းပိုင်းတွေကိုလည်းပြန်လည်စိုးမိုးနိုင်ရေးအတွက်အားရတစ်ခုဖြစ်စေမှာပဲဖြစ်ပါတယ်။ပို့ပြီးတော့နီးနီးဆက်ဆက်ရှိတာကပြီးခဲ့တဲ့ရက်ပိုင်းကပဲဗမောက်မြို့ကိုတမတော်စစ်ကြောင်းတွေနဲ့ရှမ်းပြည်တိုင်းရင်းသားတွေရဲ့အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။ဗမောက်မြို့သိမ်းတိုက်ပွဲ၄လကျော်အတွင်းအဓိကလိုအပ်တဲ့လက်နက်ခဲယမ်းစစ်အင်အားတွေအများကြီးထောက်ပံ့ပေးခဲ့တာကဟုံးမလင်းတက်နေကဖြစ်ပါတယ်။ဟုံးမလင်းကနောက်ဘက်ကအုပ်ချုပ်ထောက်ပံ့မှုကောင်းကောင်းပေးပြီးတော့ဒေသခံရှမ်းပြည်တိုင်းရင်းသားတွေနဲ့အတူစစ်စင်ရေးစီမံတွေကိုကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့တဲ့အတွက်ဗမောက်မြို့ကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။ဗမောက်ကိုရပြီဆိုလို့ရှိရင်ရွှေဘုံမြကြီးနားလမ်းပိုင်းမှာရှိနေတဲ့လုံးဝ block ဖြစ်ပြီးတော့ပိတ်ဆို့ထားတဲ့အကြမ်းဖက်သမားတွေဆက်လက်ထိန်းချုပ်ထားတဲ့အင်းတော်မြို့ကိုဆက်လက်ထိုးစစ်ဆင်မလားအောက်မှာရှိနေတဲ့ကောလင်းကြောက်တန်းလမ်းစုံကိုဆက်လက်ပိတ်ဆို့မလားဒါမှမဟုတ်ရေဦးခင်ဦးလမ်းပိုင်းထိဆက်လက်ပိတ်ဆို့ပြီးတော့ရွှေဘိုကြောက်မြောင်းတကြောဆက်လက်ပြီးတော့ပိတ်ဆို့သွားမလားရှင်းလင်းသွားမလားဆိုတာကိုကျွန်တော်ဆက်ပြီးစောင့်ကြည့်သွားရအောင်မှာဖြစ်ပါတယ်ဆိုတော့အခုတက်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ခရီးစဉ်နဲ့ပြန်ကြည့်ရင်စကိုင်းရဲ့အထက်ပိုင်းကိုလာခဲ့ပါဆိုပြီးမျိုးစုံတောကျူအောင်ကြားကနေပစိုးကွင်းတွေကလက်သီးပုံပြနေတဲ့အကြမ်းဖက်သမားတွေအတွက်ကတော့ဗတ်ဆက်အဟောင်းသာဖြစ်စေတယ်လို့လည်းဆိုရမှာဖြစ်ပါတယ်အကြမ်းဖက်သမားတွေဝိုင်းဝန်းပိတ်ဆို့ထားတဲ့စကိုင်းနဲ့အထက်ပိုင်းချင်းတွင်းမော်လိုက်ကလေးဝရွှေပြည်ဟုံးမလင်းခန်းတီးကနေအထက်ပိုင်းမှာရှိနေတဲ့နန်းရုံရှင်ဝေရံမြို့တွေအတွက်ပါအားရင်တစ်ခုဖြစ်စေမှာပါအခုလက်ရှိမှာတော့စကိုင်းနဲ့အထက်ပိုင်းအညာသားတောသားတွေကကလေးဝမော်လိုက်လောက်ကနေပိတ်ဆို့ထားတယ်စကိုင်းတိုင်းအထက်ပိုင်းချင်းတွင်းပြည်ရဲ့အဆက်မှာရှိနေတဲ့ရွှေပြည်မြို့ကိုဆက်လက်သိမ်းပိုက်ထားတယ်ရွှေပြည်မြို့ကိုအကြမ်းဖက်သမားတွေသိမ်းပိုက်ထားတာဖြစ်တဲ့အတွက်ချင်းတွင်းပြည်ရဲ့အထက်ပိုင်းမှာရှိနေတဲ့ခန်းတီးဟုံးမလင်းစတဲ့မြို့တွေအတွက်ကကုန်စည်စီးဆင်းမှုလုံးဝဖြတ်တောက်ခံနေရတဲ့အခြေအနေမျိုးဖြစ်ပါတယ်အခုတက်မတော်ကာကွယ်ဦးစီးချုပ်ကြီးရောက်ရှိခဲ့တဲ့ဟုံးမလင်းရဲ့အောက်ခြေရွှေပြည်မြို့မှာကျန်းဖက်သမားတွေထိန်းချုပ်ထားဆဲဖြစ်တယ်ဒီလိုမျိုးမြေပြင်အခြေအနေမှန်တွေကိုဒေသခံတပ်ရင်းတပ်ဖွဲ့တွေ
ဒီဒေသခံဆရာကြီးစစ်တီတွေနဲ့တွေ့ဆုံချိန်မြေပြင်အခြေအနေမှန်လိုအပ်ချက်တွေကိုလည်းတက်မတော်ကာကွယ်ဦးစီးချုပ်ကြီးကောင်းကောင်းကြားမကြီးသိရှိသွားမယ်လို့ညွှန်လင်းရပါတယ်ဒီလိုမျိုးမြေပြင်အခြေအနေတွေကိုတက်ချုပ်ကြီးကောင်းကောင်းသိသွားပြီးရင်တော့စကိုင်းတိုင်းထဲမှာအကြမ်းဖက်သမားတွေပိတ်ဆို့ထားတဲ့နေရာတွေစကိုင်းနဲ့အထက်ပိုင်းချင်းတွင်းမြစ်မှာတရားမဝင်ရွှေတူးဖော်မှုပြုလုပ်နေတဲ့နေရာတွေအပါအဝင်အဓိကအလော့စီလမ်းကြောင်းကြီးတွေကိုဖွင့်လှစ်နိုင်ရေးအတွက်ပြက်သားတဲ့ကောင်းမွန်တဲ့စကိုင်းသားတွေရဲ့အိမ်ပြန်လမ်းကိုဖွင့်ပေးမဲ့တော့တစ်ချောင်းကိုယူဆောင်ပေးလာခဲ့တယ်လို့ပဲကျွန်တော်တို့ကတော့တင်စားချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီတက်မတော်ကာကွယ်ဦးစီးချုပ်ကြီးကမြန်မာနိုင်ငံအနှံ့အပြားကိုတွာလာနေတဲ့ခရီးစဉ်ပေါင်းများစွာတွေကအခုလက်ရှိစကိုင်းနဲ့အထက်ပိုင်း home link ခရီးစဉ်ကတာမန်ထက်ထူးခြားတယ်ဆိုတာကိုတော့ခရီးစဉ်စတင်တဲ့အချိန်တွေကကျွန်တော်တို့ခံစားမိနေတာဖြစ်ပါတယ်။တပြိုင်နက်တည်းမှာပဲစကိုင်းတိုင်းအထက်ပိုင်းကချင်လက်နက်ကန်သဘော KIA Proxy ထားကစားမယ်ဆိုတဲ့နေရာဟူကောင်းခြိုင်ဝန်းတဲ့တနိုင်းပတ်ဝန်းကျင်မှာစီးရီးလှုပ်ရှားမှုပြုလုပ်ပြီးတော့မဘကမြေကြီးနာကိုပိတ်ဆို့ဖို့ရည်ရွယ်နေတဲ့ကချင်စစ်သွေးကြွတွေရဲ့အနောက်ပိုင်းနဲ့စီးရီးလှုပ်ရှားရနေရာကိုပါအနီးကပ်သွားရောက်လေ့လာရဲဆိုတဲ့ပုံစံမျိုးအခြေအနေတွေကိုသွားရောက်စနစ်နာတယ်လို့ပဲယူဆမိရဖြစ်ပါတယ်။ဒါကြောင့်မလို့တစ်ဖက်မှာဒီအိန္ဒိယနယ်စပ်မှာရှိနေတဲ့ပန်ဆောင်နန်းယုံချီပွေရန်နဲ့ဒီတလန်ပိုင်းတွေကိုတမတော်ကပြန်လဲသိမ့်ပိုက်မလားစိုးမိုးမလားအကြက်ဖက်ကချင်လက်နက်ကန်အဖွဲ့တွေကဒီဟူကောင်းခြံဝန်းနဲ့စကိုင်းနဲ့အထက်ပိုင်းတောတောင်တွေကိုအခြေပြုပြီးတော့ဌာနချုပ်အဖြစ်ရည်ရွယ်ထားတဲ့နေရာတွေကိုပါဆက်လက်စုံစမ်းဖော်ထုတ်သွားအောင်မလားဆိုတာကိုကျွန်တော်တို့ဆက်လက်ပြီးတော့ပဲစိတ်ဝင်စားဖို့ကောင်းမှာစောင့်ကြည့်သွားကြရအောင်ပါပဲဖြစ်ပါတယ်တမတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့မြန်မာနိုင်ငံထဲကညီတိနေရာမှာဆိုသွားရောက်လို့ရတယ်သွားရောက်နိုင်တယ်ဆိုတဲ့အခြေအနေမျိုးတွေကမှအခု home link ခီးစဉ်ကတာမန်ခီးစဉ်တွေထပ်ပုံမထူးကြရဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးစကိုင်းတိုင်းရဲ့စီအခင်းအကျင်းဝမ်မော်အချောင်ထားခဲ့တဲ့ကချင်ပြည်နယ်ရဲ့ဝင်ပေါက်စကိုင်းတိုင်းအထက်ပိုင်းဆိုတဲ့အခြေအနေတွေကိုမှောက်ချီတန်ကြီးပြုလုပ်မလားဆိုတဲ့အခြေအနေမျိုးတွေကအစအများကြီးကြောင်းပြန်တက်ရောက်မှုတွေဖြစ်လာစေမှာဖြစ်တာကြောင့်တက်ချုပ်ကြီးရဲ့စကိုင်းတိုင်းအထက်ပိုင်းခရီးစဉ်ကထူးခြားမှုပေါင်းများစွာနိုင်ငံရေးစစ်ရေးအရာတက်ရောက်မှုတွေအများကြီးရှိလာမှာဖြစ်ပြီးတော့နာဂကိုပိုင်ဦးချုပ်ခွင့်ရဒေတာလွှတ်တော်တွေကိုရောက်လာမဲ့နာဂပါတီတွေနဲ့တိုင်းရင်းသားခေါင်းဆောင်တွေနဲ့နိုင်ငံရေးတွစ်ဆုံဆွေးနွေးရေးအပါအဝင်နာဂဒေတာဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြည်တော်စုအတွက်အကျိုးစီးပွားတွေအပါအဝင်စကိုင်းတိုင်းရဲ့အထက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးကချင်ပြည်နယ်ရဲ့အနောက်ပိုင်းအိန္ဒိယနယ်စပ်လမ်းကြောင်းဖွင့်လှစ်နိုင်ရေးအမျိုးမျိုးသော geopolitical ဆိုင်ရာကိစ္စတွေအတွက်အခြေအနေတစ်ခုကောင်းမွန်တဲ့အရွေးတစ်ခုဖြစ်လာမယ်ဆိုတာကတော့ကျွန်တော်တို့ယုံကြည်ထားပြီးဖြစ်ပါတယ်။ဒါကြောင့်တမန်တော်ကာဝေးဦးစီးချုပ်ကြီးရဲ့စကိုင်းနဲ့အထက်ပိုင်း home link ခရီးစဉ်လေရှိလက်ဟဲလမ်းကြောင်းနဲ့ဖွင့်ပြလက်ပေးလိုက်တဲ့ထမှန်သီတရာထပ်မံပြီးတော့ဆောက်လုပ်နေတဲ့ပွေထိုက်ရလျက်စစ်တွေနဲ့ပတ်သက်ပြီးတော့ဒေတာတွေပုံမျိုးတိုးတက်ရေးအတွက်အလားအလာကောင်းတွေကိုယူဆောင်ပေးလာပြီးဖြစ်တဲ့စကိုင်းသားတွေအတွက်အိမ်ပြန်လမ်းကိုဖွင့်လှစ်ပေးမဲ့တော်တချောင်းကိုယူဆောင်လာတဲ့ခရီးစဉ်တစ်ခုဖြစ်တဲ့ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့စိတ်မကောင်းစရာသတင်းလို့ဆိုရမှာပဲဖြစ်ပါတယ်။ဒါကတော့ဒီနေ့ဖေဖော်ဝါရီလ18ရက်နေ့မနက်အစောပိုင်းမှာပဲဖားကန်လုံခင်းကြီးရွာအုပ်စုမှာရှိနေတဲ့မော်စီတာကဂရေကျွဲမော်မြေပြိုကျမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။ဒီမြေပြိုကျမှုအတွင်းဒီမြန်မာနိုင်ငံဒေသအသီးသီးကလာရောက်ပြီးတော့ဒီရေမစေးကြောက်လုတ်ကင်နေကြတဲ့သူခက်ခဲပေါင်းများစွာကြားထဲကနေခက်ခဲရှင်တန်နေကြရတဲ့မြန်မာနိုင်ငံသား20နဲ့50နီးပါးထိခိုက်ဒေဆုံးခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။လောက်ထိထိခိုက်ဒေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုအတိမပြုတ်နိုင်သေးပေမဲ့40နဲ့50ကြားပျောက်ဆုံးနိုင်တဲ့မြေစာပုံရဲ့အောက်ကိုရောက်ရှိသွားပြီးတော့ဒီလူလောကကနေထွက်ခွာသွားတဲ့မြန်မာနိုင်ငံသားတွေရှိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဒါကြတော့ဖားကန်ဒေတာကဒီတရားမဝင်တူဖော်မှုတွေနဲ့အတူဂေဟစနစ်ကြီးကလည်းပျက်စီးနေတယ်။နိုင်ငံတော်အစိုးရအဆက်ဆက်လက်ပေးလက်ယူမှုတွေနဲ့လည်းဒီတရားမဝင်ကြောက်တူဖော်မှုတွေရှိခဲ့တယ်။တရားဝင်လောက်ကင်ခွင့်ရတဲ့ဒီကြောက်တူဖော်ရေးကုမ္ပဏီတွေရဲ့ကြောက်တူဖော်မှုတွေကလည်းဒေတာရင်းဒီဒေတာရင်းမှာရှိနေတဲ့ဂေဟစနစ်ဥရုချောင်းကြီးအပါဝင်ဘေးပတ်ဝန်းကျင်မှာလည်းပျက်စီးမှုတွေဖြစ်စေခဲ့တယ်။ဒီလိုမျိုးအလုံးအကျွတ်တွင်းတဲ့တင်ရစာတူဖော်မှုတွေကြောင့်ဖားကန်ဒေတာကအကြိမ်ကြိမ်မြေပြိုကျမှုတွေမြေစာပုံပြိုကျမှုတွေအများကြီးဖြစ်ပေါ်ခဲ့တဲ့ဒေတာတစ်ခုဖြစ်ပါတယ်။ဒီလိုဝမ်းနဲ့ကြီးပွဲပွဲရအဖြစ်တွေဖြစ်နေတဲ့အချိန်မှာပဲတစ်ဖက်ကကချင်စစ်သွေးကြွတွေကတမတော်စစ်ကြောင်းတွေကိုတိုက်ခိုက်တာဒေတာရင်းမှာရှိနေတဲ့ဒေတာကမိဘပြည်သူတွေရဲ့နေအိမ်တွေလူနေရပ်ကွက်တွေစာတင်ကျောင်းတွေကိုပါရင်းနှီးသူဘာကူထိုးတဲ့ပုံစံမျိုးပြုလုပ်နေတာဖြစ်ပါတယ်။ဆိုတော့တစ်ဖက်ကကချင်စစ်သွေးကြွတွေလက်နက်ကြီးလက်နက်ငယ်ပြစ်ခတ်မှုတွေနဲ့လည်းနေ့စဉ်ပူပန်စိုးရိမ်သွားနဲ့ဖြတ်တန်းနေရတယ်လို့အခုလိုမြေစာပုံတွေနဲ့ပြိုကျပြီးတော့တကူရနိုင်ငံသားတွေတည်ဆုံးခဲ့ရတဲ့အတွက်လည်းစိတ်မကောင်းစရာသတင်းအနေနဲ့ကြားသိရတာဖြစ်ပါတယ်။ဒါကြောင့်ဒီလိုမျိုးဒီ area အကြီးကြီးမှာမြေစာပုံကြီးပြိုကျသွားတာဖြစ်တဲ့အတွက်ဒီမှာရှိနေတဲ့လူဦးရေစရင်စရာလည်းရှိကြမှာမဟုတ်တဲ့အတွက်တည်ဆုံးသူအရေးအတွက်ကလည်းခံမှန်းထားတယ်။ဒီမြေစာပုံကြီးကိုပြန်ဖော်ဖို့လဲစက်ရန်နေရတဲ့အသုံးပြုရမှာဖြစ်တဲ့အတွက်ကုန်ကျစရိတ်တွေရှိမယ်။လုံခြုံရေးအရာအကာအကွယ်ပေးနိုင်ရေးတွေရှိမယ်အတွက်ဒီမြေအောက်ကိုရောက်သွားတဲ့မြေစာပုံပြိုကျမှုအတွင်းပါရှိသွားတဲ့သူတွေရဲ့အလောင်းတွေကတော့ပြန်လည်ရရှိဖို့မဖြစ်နိုင်တော့ဘူးဆိုတဲ့သတင်းအကြောင်းအရာနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစွာနဲ့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။
နောက်တဲ့သတင်းကတော့စကိုင်းတိုင်းကသတင်းဖြစ်ပါတယ်စကိုင်းတိုင်းကသတင်းမှာရွှေဘိုဝက်လက်တကြောကသတင်းနဲ့ပလဲရင်းမှာပဲကသတင်းနှစ်ပုဒ်ကိုတင်ဆက်ပေးသွားကြရှိပါတယ်ပထမအဆုံးရွှေဘိုဝက်လက်တကြောကသတင်းကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ဒီကြောင်မြောင်းခလာရစနစ်ကနေရှိခဲ့လာတဲ့တပ်မတော်စစ်ကြောင်းတွေကအခုအမှတ်3ပြူဟာလည်းစကိုင်းကြောင်မြောင်းလမ်းပိုင်းကြီးကိုထိန်းချုပ်နိုင်ရေးအတွက်နေမီရှင်းလေးဆောင်ရွက်နေတာရှိတယ်ဒီအတွက်ဒီရွာတွေမှာအခြေပြုထားတဲ့ကျန်းဖက်သမားတွေရဲ့စစ်ကမ်းတွေကိုလည်းမြေလံရှင်းလင်းတိုက်ခိုက်ချင်းမုန်းနေတာရှိတဲ့အတွက်အကျန်းဖက်သမားတွေနေ့စဉ်ထိခိုက်ဒေဆုံးမှုတွေရှိနေသလိုဗျူဟာလမ်းကြီးပေါ်မှာရှိနေတဲ့ချောင်းမီတူရွာကအကျန်းဖက်သမားတွေရဲ့စခန်းကိုလည်းတပ်မတော်ကတိုက်ခိုက်နေရှိပါတယ်။ထို့နည်းတူစွာပဲ AR မြစ်ရဲ့အဆက်ရွှေဘုံမြို့ရဲ့အရှိတ်ဘက်မှာရှိနေတဲ့ရှေးမကားကနေချီတက်လာတဲ့တပ်မတော်စစ်ကြောင်းတွေကိုနှောက်ယှက်ဖို့အတွက်လမ်းဘေးတောင်မိုင်းတွေဒေသခံမိဘပြည်သူတွေတွားရေးလာရေးတွေမှာနှောက်ယှက်ဖြစ်ရေးအတွက်ဒေသန္တရမိုင်းတွေလက်လုံမိုင်းတွေနဲ့မျိုးစုံသောအနှောက်ယှက်တွေပေးနေတဲ့အကြမ်းဖက်အထီးတကောင်အမားတကောင်ကိုဒီနေ့တပ်မတော်ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ထိတ်တိုက်တွေ့ခဲ့တဲ့အတွက်အသေးပြစ်ခတ်ရှင်းနေနိုင်ခဲ့ပါတယ်။တည်ဆုံးသွားတဲ့အကြမ်းဖက်သမားအထီးတကောင်အမားတကောင်ရဲ့အလောင်းတွေနဲ့သူတို့ရဲ့ဖောက်ခွဲရေးလုပ်ငန်းတွေပြုလုပ်ဖို့တည်ဆောင်လာတဲ့ရန်တွေမိုင်းတွေကိုလည်းသိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။ဆိုတော့အခုဆိုရင်ဒီရွှေဘိုးကြောင်မြောင်းမဟာဗျူဟာလမ်းကြီးကိုတပ်မတော်ကပြန်လည်တိုက်ခိုက်နိုင်ရေး AR မြစ်ကြီးနဲ့အတူမင်းဝင်တောင်ကျောကြီးနဲ့အတူအမှတ်3ဗျူဟာလမ်းကြီးကိုပါသိမ်းပိုက်နိုင်ရေးအတွက်စစ်ကြောင်းတို့နေမီရှင်းရေးတွေဆောင်ရွက်နေတာဖြစ်တဲ့ကြောင်မြောင်းမှာရှိနေတဲ့ခလာရစနစ်ကနေမီကန်တရင်တပ်ဖွဲ့တွေအရာရှိစစ်သည်တွေအားလုံးကလည်းစိတ်အားထက်သန်စွာနဲ့အကြမ်းဖက်သမားတွေကိုနေ့စဉ်ရက်ဆက်စစ်ကြောင်းတို့နေမီရှင်းလင်းနေတာဖြစ်တဲ့အတွက်အကြမ်းဖက်သမားတွေမှာကွင်းနေရမရဖြစ်လာပါတယ်။တစ်ချိန်တည်းမှာပဲစကိုင်းတိုင်းကနေချီတက်လာတဲ့တပ်မတော်စစ်ကြောင်းကြီးတွေကသာဒီမင်းဝင်တောင်ကျောရဲ့အနောက်ဘက်အမှတ်3ဗျူဟာလမ်းကနေဆက်လက်ချီတက်လာနိုင်မယ်ဆိုရင်မကြခင်ရက်အနေငယ်အတွင်းအမှတ်3ဗျူဟာလမ်းကြီးကိုတပ်မတော်ကအပြည့်အဝထိန်းချုပ်နိုင်တော့မှာဖြစ်တယ်။သို့တော့ဒီအမှတ်3ဗျူဟာလမ်းကြီးမှာပဲအကြမ်းဖက်သမားတွေကဆက်ကြီးဂိတ်တွေစေဘူးတဲ့မနေဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်သူတို့ရဲ့ငွေရပေါက်ရလန်းတွေကိုဆွတ်လွတ်ပြီးတော့အလင်းဝင်မလားလက်နက်ချမလားဒါမှမဟုတ်နိုင်ငံရေးရည်ချင်းနေပါစွာနဲ့ပဲဆက်လက်မိုက်ကြီးခွဲပြီးတော့တပ်မတော်စစ်ကြောင်းတွေနဲ့ထိတ်တိုက်တွေ့ဆုံပြီးဆက်လက်တိုက်ပွဲဝင်သွားမလားဆိုတာကိုစောင့်ကြည့်သွားရမှာဖြစ်ပေမဲ့အကြမ်းဖက်သမားတွေရဲ့နှီးကုန်းကတော့တဖြည်းဖြည်းနဲ့နီးလာပြီဖြစ်ပါတယ်။ NUG ပြည်ပြည်အုပ်စုတွေရဲ့ရည်မျိုးကမ်းတဲ့ဘဝနိုင်ငံရေးအာဏာကိုနိုင်ငံတော်အာဏာကိုနောက်ဖေးပေါက်တဲ့တစုံနှိုက်ပြီးယူဖို့စ조사နေပေမဲ့လည်းအောင်မြင်မှုမရဖြစ်နေတဲ့အချိန်တစ်ဖက်ကပြည်တွင်းမှာရှိနေတဲ့နိုင်ငံရေးရည်ချင်းနှိမ်ပါတဲ့အညာသားတော်သားဆက်ကြီးကောက်လိုက်ဓမြတိုက်လိုက်ပြုလုပ်နေတဲ့အကြမ်းဖက်သမားတွေရဲ့နိုင်ငံရေးအခြေအနေကလည်းတဖြည်းဖြည်းနဲ့ညီကုန်းချုပ်လို့နီးပါးဖြစ်နေပြီဖြစ်ပါတယ်။ PDF ပယုတ်လုံးလို့တော့ပြောရမယ်သဘောမျိုးဖြစ်နေပါတယ်။ PDF တွေကပယုတ်လုံးဘဝကိုရောက်ရှိနေပြီဖြစ်ပြီးတော့တရက်ပြီးတရက်မျိုးပြုတ်လိုက်အတူပြက်ဖြစ်လိုက်ဒုက္ခိတဖြစ်လိုက်နဲ့အလင်းဝင်တဲ့သူတွေရှိလာတယ်လက်နက်ချတဲ့သူတွေရှိလာတယ်တည်ဆုံးသူတွေများလာတဲ့အတွက်လက်သီးစုပ်လောက်ကနေအခုဆိုရင်လက်သေးကွန်လောက်တာရှိလာပါလားတဖြည်းဖြည်းနဲ့လုံးပါလာနေတဲ့ PDF တွေကိုပယုတ်လုံးလို့တော့ကျွန်တော်တို့ကပြောင်းခေါ်ရတော့မှာဖြစ်ပါတယ်ဒါကြောင့် NUG ပြည်ပြည်အုပ်စုရဲ့လက်အောက်ခံအသုံးချခံပုံကျွန်းပြည်သူ့ကာကွယ်ရေးအမိခံပယုတ်လုံးဖြစ်ကျွန်တော်ကရှေ့ရှောင်းကိုခေါ်ဆိုသွားမှာဖြစ်ပြီးတော့ဒီလိုမျိုးပယုတ်လုံး PDF အဖွဲ့တွေရဲ့နိုင်ငံရေးကတဖြည်းဖြည်းနဲ့တည်လာပြီဖြစ်တယ်ဆက်လက်ပြီးတော့မှရေးခွင့်ရတဲ့တည်လန်းကိုပဲသွားရမှာဖြစ်တယ်ဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်လက်ရှိလည်းဝက်လက်ရွှေဘိုတကြောစကိုင်းစတောင်အုံကျုံပတ်ဝန်းကျင်တကြောကိုတပ်မတော်ကနေမရှင်းလေးဆက်လက်ဆောင်ရွက်နေစေဖြစ်တဲ့အောင်မြင်မှုတွေရရှိနေတဲ့ဖြစ်သလိုနေ့စဉ်အချက်ဖက်သမားတွေထိခိုက်ဒေဆုံးမှုတွေများနေတယ်ဆိုတဲ့သတင်းကိုဖြည့်ဆွက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီစကိုင်းတိုင်းထဲမှာရှိနေတဲ့ပလဲမြို့ပတ်ဝန်းကျင်မှာအခြေပြုလှုပ်ရှားနေတဲ့ NUG ပြည်ပြည်အုပ်စုရဲ့အသုံးချခံဒါမဆိုင်စွမ်းသူမောင်ရဲ့တပည့်တွေရင်းမာပင်ခရိုင်ကအကြမ်းဖက် PDF ဆက်ကြီးကောက်လိုက်ဓမြတိုက်လိုက်လုပ်နေတဲ့အဖွဲ့တွေနဲ့ဘုံတကားဥဆောင်တဲ့ PRNI အဖွဲ့တွေနဲ့ထိတ်တိုက်တွေ့ဆုံမှုတွေကတဖြည်းဖြည်းနဲ့မြင့်တက်လာပြီးတော့ဒီနေ့ဖေဖော်ဝါရီလ18ရက်နေ့မနက်9:00နာရီခွဲဝန်းကျင်မှာပဲဘုံတကားအဖွဲ့တွေရဲ့ကင်းစကန်တွေကို NUG ပြည်ပြည်အုပ်စုရဲ့အသုံးချခံလက်ကင်တို့ပယုံလုံး PDF တွေကလာရောက်တိုက်ခိုက်မှုတွေရှိနေတဲ့အတွက်ဘုံတကားအဖွဲ့တွေ9ယောက်နဲ့9ယောက်ကြာထိခိုက်ဒေဆုံးမှုတွေရှိနေပြီးတော့အပြန်အလှန်ပစ်ခတ်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေနဲ့ဒရော့ဘုံချတိုက်ခိုက်မှုတွေအကြောင်းအကြမ်းဖက် PDF တွေနဲ့အတူရှင်တွဲနေထိုင်နေတဲ့အညာသားတော်သားအကြမ်းဖက်ထောက်ပို့တွေရဲ့နေအိမ်တွေကတော့မီးလောင်ပျက်စီးလျက်ရှိပါတယ်။အခု2026ခုနှစ်ဇန်နဝါရီလဆန်းထဲကစပြီးတော့ဘုံနယ်ကအဖွဲ့နဲ့ NUG ပြည်ပြည်အုပ်စုတွေရဲ့ကြားမှာပုတ်တိုက်မှုတွေတောက်လျှောက်ဖြစ်ပေါ်နေတာပါ။ဘုံနယ်ကပလဲဒေသမှာအခြေပြုပြီးတော့သူ့ရဲ့လှုပ်ရှားမှုပုံစံအတိုင်းသူ့ရဲ့နိုင်ငံရေးပင်မအတိုင်းဒေသကမိဘပြည်သူတွေကိုအနိုင်ကျင့်တာနှိပ်စက်တာတွေမပြုလုပ်ဘူးဆိုတဲ့ခံယူချက်တစ်ခုနဲ့ NUG ပြည်ပြည်အုပ်စုနဲ့ပြဒါတလန်တန်တလန်ဖြစ်လာတာဖြစ်ပါတယ်ဒီလိုပြဒါတလန်တန်တလန်ဖြစ်လာတဲ့အဖွဲ့တွေကမှ NUG ပြည်ပြည်အုပ်စုတွေရဲ့နောက်လိုက်ခွေးအဖွဲ့တွေဖြစ်တဲ့ရင်းမာပဲခရိုင်တွေကဒါမဆိုင်စွမ်းသူမောင်အဖွဲ့တွေပလဲနဲ့ပတ်ဝန်းကျင်တွေကပေးစာကန်းစာနဲ့စက်ကြီးကောက်လိုက်တဲ့များကလိုက်လုံနေတဲ့ PDF အဖွဲ့တွေကဘုံနဂါရဲ့ PRNI အဖွဲ့တွေကိုဒီနိုင်ငံရေးခံယူချက်မတူဘူးနိုင်ငံရေးဥတီချက်မတူဘူးဆိုတဲ့ပုံစံမျိုးနဲ့အခန်းလေးစက်ကြီးဂိတ်တွေကိုပြီးခဲ့တဲ့ဇန်နဝါရီလ9ရက်နေ့ကလည်း
တားရောက်တိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်ပြီးခဲ့တဲ့ဇန်နဝါရီလ18ရက်နေ့ကလည်းဘုံနဂအဖွဲ့တွေနဲ့အပြန်အလှန်ပစ်ခတ်တာတွေလက်နက်တွေလူသွားတာတွေတင်စီသွားတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်ဒီလိုမျိုးလက်ခဲတဲလေးဖြစ်နေရင်ကပဲပြီးခဲ့တဲ့ဖေဖော်ဝါရီလ10ရက်ပတ်ဝန်းကျင်ကဘုံနဂအဖွဲ့ရဲ့ပြစ်ခတ်မှုကြောင့်အညာသားတော်သား PDF တွေကထောက်လန်းရေးရောင်တခိုးရောင်အဖွဲ့တွေထိခိုက်ဒေဆုံးမှုဖြစ်ခဲ့တဲ့အတွက်ပြင်းထန်မှုပုတ်တိုင်မှုကပုံမပြင်းထန်လာခဲ့တာဖြစ်ပြီးဒီနေ့ဖေဖော်ဝါရီလ18ရက်နေ့မနက်ပိုင်းမှာတော့ဘုံနဂအဖွဲ့တွေကို NUG ပြည်အုပ်စုရဲ့အတုံးချခံဓမြအဖွဲ့တွေကဝိုင်းဝန်းတိုက်ခိုက်နေကြတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီပလဲကန်ကောလမ်းပိုင်းပလဲရင်းမာပင်လမ်းပိုင်းတကြောကဘုံနဂရဲ့စက်ကြီးဂိတ်တွေလည်းရှိတယ်။အကြမ်းဖက် PDF တွေရဲ့စက်ကြီးဂိတ်တွေလည်းရှိနေတာဖြစ်ပါတယ်။ဆိုတော့ပြောရရင်နိုင်ငံရေးတတိမမှန်တဲ့အဖွဲ့တွေကစက်ကြီးကောက်ရင်းနဲ့ပဲသူတို့ရဲ့အကျိုးစီးပွားတွေကိုရရှိနေတာဖြစ်တဲ့အတွက်စက်ကြီးဂိတ်တွေကသူတို့ရဲ့အသက်သွေးကြောဖြစ်နေတယ်။ဒါကြောင့်စက်ကြီးဂိတ်တွေဖွင့်တဲ့နေရာမှာစက်တလမတပေ3ပေတကိတ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတာပါ။3ပေတကိတ်ပုံစံမျိုးနဲ့ဒီစကိုင်းရွှေဘိုဝက်လက်တကြောမှသာမကရင်းမာပင်ပလဲပတ်ဝန်းကျင်မှာလည်းစက်ကြီးဂိတ်တွေအများပြားပေါ်လာပြီးတဲ့နောက်ဒေသခံမိဘပြည်သူတွေကလည်းတကိတ်ကို1000 2000ကနေအခုဆိုရင်3သိန်း2သိန်းပေးလာရတာကြောင့်ဒေသခံမိဘပြည်သူတွေမှာဗဒက်ကောင်းမှုအကြောင်းပြုပြီးတော့ရှာလို့မနိုင်ဖွေလို့မနိုင်ဖြစ်လာကြပါတယ်ဒီလိုမျိုးဒေသခံမိဘပြည်သူတွေကိုလေဘင်းညှစ်အတင်းအာရမကြောက်ခဲရင်ညစ်ပုံစံမျိုးနဲ့ပတ်စံနေမရမကအဖြစ်တစ်ဖြစ်တောင်းနေကြတာတွေနဲ့စက်ကြီးလူတာတွေဒီစက်ကြီးဂိတ်တွေနေရာလူတာတွေနဲ့အပြန်အလှန်ပုတ်တိုက်မှုတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်အခုဆိုရင်တော့ဘုံနဂအဖွဲ့နဲ့ NUG ပြည်အုပ်စုရဲ့ PDF အဖွဲ့တွေအပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်နေပါတယ်ဒီလိုအပြန်အလှန်ပုတ်တိုက်မှုတွေတိုက်ခိုက်မှုတွေခွေးတွေစခွက်လူနေတဲ့အချိန်တမတော်ကဘုံနဂအဖွဲ့ကိုသာအတိုင်းအတာတစ်ခုရုံးနိုင်ပြီးတော့ပလဲဒေတာအတွင်းမှာရှိတဲ့အကျွမ်းဖက်သမားတွေကိုတိုက်ခိုက်နိုင်ရေးလိုအပ်တဲ့လက်နက်ခဲယမ်းသာထောက်ပံ့ပေးလိုက်မယ်ဆိုရင်ပလဲနေဒေတာရဲ့စစ်ရေးကတော်တော်လေးချိကောင်းလာမှာပါအမတန်မြိုင်ဆိုင်ဖြစ်လာမှာဖြစ်ပြီးတော့ဘုံနဂရဲ့လက်နက်ကိုင်လမ်းစဉ်ကတမတော်နဲ့နိုင်ငံတော်နဲ့ဆန့်ကျင်နေတယ်ဆိုပေမဲ့ NUG ပြည်အုပ်စုရဲ့လက်အောက်ခံ PDF ပယုတ်လုံးတွေတော့လေနိုင်ငံရေးတတိမှန်မှန်မှုနိုင်ငံရေးအရာအောက်တန်းမကြတာကိုမြင်တွေ့ရတဲ့အတွက်သူတို့ကဘုံနဂအဖွဲ့ကိုသိကြည့်မရကြဘူးဘုံနဂအဖွဲ့ကလည်း NUG ပြည်အုပ်စုရဲ့နိုင်ငံရေးတတိမှန်မှန်မှုတွေကိုကြည့်မြင်ရတဲ့အတွက်ပုတ်တက်မှုတွေဖြစ်နေတဲ့အချိန်ဘုံနဂရဲ့အဖွဲ့ကိုစီယုံပြီးတော့အိတ်ကက်ထဲကောက်ထဲထားနိုင်မယ်ဆိုရင်ခရိုင်ပြောမယ်ဆိုရင်ပလဲနယ်ဒေတာပလဲဒေတာတခုလုံးကိုဘုံနဂစုံမိုးနိုင်ရေးအတွက်လိုအပ်တာတွေကိုထောက်ပံ့ပေးနိုင်မယ်ဆိုရင်စကိုင်းတိုင်းဒေသကြီးအနောက်ဘက်ခြမ်း area တစ်ခုလုံးကအခြေအနေတစ်ခုအပြောင်းလဲတစ်ခုကြီးဖြစ်ပေါ်လာနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီတမတော်ဒါပေမဲ့လည်းဒါကျွန်တော်တို့ရဲ့ယူဆချက်ရှုထောင့်နေတာဖြစ်တဲ့အတွက်တမတော်ကတော့လက်နက်ကိုင်လမ်းစဉ်လိုက်သွားတဲ့မိသူကိုမဆိုဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်ဆိုတဲ့အခြေအနေမျိုးဒုတော်ဝင်အရေးသုံးပါးနဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆက်လက်ကာကွယ်စောင့်ရှောက်သွားရမယ်ဆိုတဲ့ဒီပုံရီမှန်းချက်ရှိထားပြီးဖြစ်တဲ့အတွက်မိသည့်လက်နက်ကိုင်လမ်းစဉ်ကိုမှအလားကြည့်ထားမှာတော့မဟုတ်ဘူးဖြစ်ပါတယ်။ဆိုတော့ခရင်မှာတော့ပလဲနေဒေတာမှာတမတော်ကစစ်ကြောင်းတို့နေမြေရှင်းလင်းစရာမလိုဘဲနဲ့အချင်းချင်းခွက်ဆောင်ခို့ရင်အယိုးကန်ရင်ကြိုက်နေကြတာဖြစ်တယ်ဆိုတော့တရင်အကြောင်းအရာကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒီမိဘပြည်သူပြည်သက်ကြီးတွေကရောဘုံနဂဘက်ကနေလောင်ကြီးထပ်မလား NUG ပြည်အုပ်စုရဲ့အတုံးချကပေုံလုံး PDF တွေဘက်ကလောင်ကြီးထပ်မလားဆိုတဲ့အခြေအနေမျိုးနဲ့လဲဒါပြီးပွဲလေးကိုကျွန်တော်တို့ဆက်လက်ပြီးတော့တောင်းကြည့်သွားကြရမှာပဲဖြစ်ပါတယ်နောက်တဲ့တဲ့ပုတ်ကတော့တမတော်ကဗမောင်းမြို့ကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်အရှိမရှိနေတဲ့ရွှေဘုံမြကြီးနားလမ်းပိုင်းပေါ်မှာရှိနေတဲ့အင်းတော်မြို့ကိုတော့ပြန်လည်တိုက်ခိုက်ခြင်းထိုးစစ်ဆင်ခြင်းမရှိသေးဘူးဖြစ်ပါတယ်ဒါပေမဲ့အင်းတော်ရဲ့အထက်ပိုင်းမြကြီးနားလမ်းပိုင်းရဲ့တစ်စိတ်တစ်ပိုင်းမှာရှိနေတဲ့မိုးညင်းမိုးကောင်းပတ်ဝန်းကျင်ကိုတော့တမတော်စစ်ကြောင်းတွေနဲ့ဒေသခံနေမီကန်တရင်တပ်ဖွဲ့တွေကနေမီရှင်းလင်းရေးတွေဆောင်ရွက်နေတာရှိရဲကင်းထောက်ပြီးတော့ချင်းမုံနေတာရှိပါတယ်ဒီနေ့ဖေဖော်ဝါရီလ18ရက်နေ့မှာပဲမိုးညင်းမြို့နယ်နဲ့မိုးကောင်းမြို့နယ်အဆက်မှာရှိနေတဲ့ကချင်လက်နက်ကိုင်သော KIA ရဲ့ဆက်ကြီးကောက်တဲ့ဂိတ်နဲ့အခြေပြုလှုပ်ရှားရာကင်စကန်တစ်ခုကိုနေမီရှင်းလင်းဆောင်ရွက်ခဲ့ပါတယ်နေမီရှင်းလင်းဆောင်ရွက်ခဲ့တဲ့နေရာကတော့ကချင်လက်နက်ကိုင်သော KIA ရဲ့ဆက်ကြီးကောက်ရာဂိတ်ကိုဝင်ရောက်ရှင်းလင်းနိုင်ခဲ့တာဖြစ်ပေမဲ့တည်ဆုံသွားကြတဲ့သူတွေကတော့အညာသားတော်သားစကိုင်းတိုင်းအထက်ပိုင်းကနိုင်ငံရေးအရေးချင်းနှိမ်ပါကြတဲ့သူတွေဖြစ်ပါတယ်ကချင်လက်နက်ကိုင်သော KIA ဘက်ကိုတက်ထားပေမဲ့ခိုင်းဘက်ဖြစ်နေတဲ့အဖွဲ့တွေကကချင်ယူနီဖောင်းတွေဝတ်ပြီးတော့အညာသားတော်သားတိတ်ခါအကြကန်ကချင်ခိုင်းဘက်အနေနဲ့အခုဆိုရင်တော့တပ်မတော်ရဲ့နေမြေရှင်းလင်းမှုတွေအတွင်းတိကျတည်ဆုံခဲ့ကြပါတယ်တပ်မတော်ရဲ့အခုဒီနေမြေရှင်းလင်းမှုတွေအတွင်းဖန်စီရရှိမိကြတာကတော့ဆိုင်ကယ်၄စီးနဲ့ဒီဆိုလာပြားတွေဘက်ထရီတွေနဲ့အကြမ်းဖက်သမားတွေရဲ့ဝတ်ဆင်တဲ့ KIA ယူနီဖောင်း PDF ယူနီဖောင်းတွေနဲ့ဆက်ဆက်ပစ္စည်းတွေကိုဖန်စီရရှိမိကြတာဖြစ်ပါတယ်ဆိုတော့စကိုင်းတိုင်းရဲ့အထက်ပိုင်းမှာလည်းတမတော်ကကွက်ကြားမှုရွာပြီးတော့ grid line ကိုတစ်ကွက်ကျော်နှစ်ကွက်ကျော်နဲ့စစ်ကြောင်းထိုးနေမြေရှင်းလင်းနေတယ်ဆိုတဲ့အခြေအနေမျိုးကိုတော့မြင်တွေ့နေရတဲ့ဖြစ်တဲ့အတွက်တမတော်စစ်ကြောင်းထိုးတဲ့လက်ညှိုးညွှန်ရနေရာတိုင်းမှာအကြမ်းဖက်သမားတွေနေ့စဉ်10ရောက်ထက်မနည်းထိခိုက်တည်ဆုံးရမယ်ဆိုတဲ့အခြေအနေမျိုးကတော့ရောက်ရှိနေပြီဖြစ်ပါတယ်ဒါကြောင့်တမတော်စစ်ကြောင်းတွေစစ်ကြောင်းထိုးလိုက်တဲ့ဥတီယာလမ်းကြောင်းတိုင်းမှာအကြမ်းဖက်သမားအနည်းဆုံး10ရောက်ထိခိုက်တည်ဆုံးမှုတွေရှိနေတယ်ဆိုတဲ့တရင်အကြောင်းအရာကိုဖြည့်ဆွက်ပြီးတော့တင်ဆက်ပေးခဲ့တာလည်းဖြစ်ပါတယ်နောက်ထပ်တဲ့ပုတ်ကတော့မန္တလေးတိုင်းရဲ့အောက်ဘက်ခြမ်း
မြင်းညံတောင်သာနထိုးကြီးတဝိုက်ကသတင်းပဲဖြစ်ပါတယ်အခုတင်ဆက်ပေးတော့မှာကတော့ဒီတောင်သာနဲ့နထိုးကြီးရဲ့ဂျားကအကြမ်းဖက်သမားတွေစခန်းချဌာနချုပ်အဖြစ်ပြုလုပ်နေတဲ့ပဲကင်းကျော်အနီးပတ်ဝန်းကျင်သားမှာကတမတော်စစ်ကြောင်းတွေကတောင်သာမြို့ရဲ့အရှိပဲနဘဲကန်မင်းကန်အောင်သာစတဲ့နေရာတွေထိကိုနေမရှင်းလင်းတွေဆောင်ရွက်ခဲ့ပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလ10ရက်ဝန်းကျင်ကစပြီးတော့တမတော်စစ်ကြောင်းတွေကတောင်သာမြို့ရဲ့အရှိပဲမှတ်လိုင်းကိုသွားတဲ့လမ်းကြောင်းရုံးစီကြီးဘက်ကိုသွားနိုင်တဲ့လမ်းကြောင်းတွေအထိနေမရှင်းလင်းရေးစစ်ကြောင်းထိုးတာတွေကင်းထောက်ချင်မုန်းတာတွေပြုလုပ်နေတာရှိသလိုတောင်သာကနေနထိုးကြီးကိုသွားတဲ့လမ်းပိုင်းပေါ်မှာရှိနေတဲ့ပဲကင်းကျော်ရွာကိုလည်းနေမရှင်းလင်းရေးဆောင်ရွက်ခဲ့ပါတယ်ပဲကင်းကျော်ရွာဆိုတာကတောင်သာမြို့ကနေထွက်လာပြီးတော့ဒီနထိုးကြီးကိုသွားတဲ့လမ်းပိုင်းပေါ်မှာရှိပါတယ်ပဲကင်းကျော်တောင်ရွာမြောက်ရွာလို့ရှိပြီးတော့အချမ်းဖတ်သမားတွေကဒီလမ်းပိုင်းပေါ်မှာအခြေပြုပြီးတော့စက်ကြီးဂိတ်တွေကောက်နေတာဖြစ်ပါတယ်ဒီလိုစက်ကြီးဂိတ်တွေကောက်ဖို့အတွက်လည်းအချမ်းဖတ်သမားတွေကရွာထဲမှာဝင်ရောက်နေထိုင်စခန်းချပြီးတော့ရွာဦးဖုန်ကြီးကျောင်းမှာလုံးဝအခိုင်အမာပြုလုပ်ပြီးစက်ကြီးကောက်နေတာဖြစ်ပါတယ်ဒါကြောင့်မလို့တမတော်စစ်ကြောင်းတွေကနေမရှင်းလင်းဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက်ပဲကင်းကျော်ရွာမှာအကြမ်းဖက်သမားတွေဆက်ကြီးကောက်ဖို့အတွက်စကန်ချထားတဲ့နေရာဒီတာသနိကအဆောက်ဘုံကြီးကျောင်းနဲ့တိမ်တွေကိုဝင်ရောက်ရှင်းလင်းနိုင်ခဲ့တာဖြစ်ပါတယ်အကြမ်းဖက်သမားတွေအကိုင်းမှာစကန်ချထားတာဖြစ်တဲ့အတွက်သူတို့ရဲ့ဆက်ဆက်ပစ္စည်းတွေခိုးရပါယူလာတဲ့တရုတ်ဆိုင်ကအစုပ်တွေဓမြတိုက်ရာမှာအသုံးပြုတဲ့တရုတ်ဆိုင်ကအစုပ်တွေအပါအဝင်အတင်းအဓမ္မလူယူထားခဲ့တဲ့ရိတ်ခါတွေအတင်းအဓမ္မခိုးရပါပစ္စည်းတွေစုဆောင်းထားခဲ့တဲ့ဒီဘုံကြီးကျောင်းတွေကတိမ်အဆောက်အဦတွေအပါအဝင်အကြမ်းဖက်သမားတွေစုဖွဲ့နေရာတွေကိုတမတော်ကရှင်းလင်းနိုင်ခဲ့ပါတယ်တမတော်ရဲ့အကြမ်းဖက်သမားတွေရဲ့စခန်းတွေကိုမြေလံရှင်းလင်းတဲ့စစ်စင်ရေးအတွင်းအကြမ်းဖက်သမားတွေကအထိနာပြီးထိခိုက်ဒေဆုံးမှုများစွာနဲ့ဆုတ်ခွာသွားတဲ့အချိန်တိုက်ပွဲဖြစ်ပေါ်နေတဲ့အခြေအနေကိုအခွင့်ကောင်းယူပြီးတော့တမတော်စစ်ကြောင်းတွေရဲ့ထိုးစစ်ကိုဟန်တာနိုင်မှုတဲ့ပဲခင်းကျော်မှာရှိနေတဲ့ပဲခင်းကျော်တောင်ရွာကဘုံကြီးကျောင်းကိုအကြမ်းဖက်သမားတွေကမိရှုဖျက်ဆီးသွားခဲ့ပါတယ်တိုက်ပွဲအတွင်းလက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှုတွေကြောင့်ပျက်စီးတာတွေလည်းရှိသလိုအကြမ်းဖက်သမားတွေရည်ရွယ်ချက်ရှိနဲ့မိရှုသွားတာကြောင့်ပဲခင်းကျော်ရွာမှာရှိနေတဲ့တောင်ရွာဘုံကြီးကျောင်းလုံးဝမိလောင်ပျက်စီးသွားခဲ့ပါတယ်ဒါပေမဲ့အကြမ်းဖက်သမားတွေနဲ့အကြမ်းဖက်အာပီမီဒီယာတွေကတော့တပြိုင်နက်တည်းနဲ့သတင်းထွက်ပေါ်လာတာကပဲကင်းကျော်ရွာကဘုန်းကြီးကျောင်းကိုတမတော်ကဝင်ရောက်ရှင်းလင်းပြီးရှုပ်ဖျက်ဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတပြိုင်နက်တည်းဖော်ပြလာတာဖြစ်ပါတယ်။တကယ်တော့ပဲကင်းကျော်ရွာကဘုန်းကြီးကျောင်းကအကြမ်းဖက်သမားတွေစခန်းချနေတဲ့စက်ကြီးကောက်တဲ့ဂိတ်ပါဖွင့်ပြီးတော့အနီးအနားမှာပဲနေထိုင်စခန်းချတောင်းစားနေကြတဲ့အဖွဲ့တွေရှိတဲ့အတွက်ဒေသခံမိဘပြည်သူတွေကိုယ်တိုင်ကဒီနေရာကြီးကိုကျေးဇူးပြုပြီးရှင်းလင်းပေးပါတော့ပဲကင်းကျော်ရွာမှာစက်ကြီးကောက်နေတဲ့အကြမ်းဖက်သမားတွေကိုအလှချိနေတော့မှလား PDF တွေကိုဘယ်ချိန်ထိတဆိုးရှည်ဝင်ပေးမှလဲစသဖြင့်မျိုးစုံသောမေကွန်ပေါင်းများစွာနဲ့စိုးရိမ်ပူပန်မှုများစွာတမ်းတော်ရဲ့စစ်ကြောင်းထိုးနေမြေရှင်းလင်းမှုကိုမျှော်လင့်ပြီးအာဂိုတကြီးနဲ့တောင်းဆိုမှုတွေနဲ့အတူတမ်းတော်ရဲ့ကင်းထောက်မှုတွေနဲ့လက်ပေါင်းစုံကနေဝိုင်းဝန်းတိုက်ခိုက်မှုတွေကြောင့်ပဲကင်းရွာမှာအခြေပြုထားတဲ့ပဲကင်းရွာတောင်ရွာမှာအခြေပြုထားတဲ့တောင်ရွာဘုံကြီးကျောင်းကိုတမတော်ကဝင်ရောက်ရှင်းလင်းခဲ့တာဖြစ်တဲ့အတွက်အကြမ်းဖက်သမားတွေထိခိုက်ဒေဆုံးမှုများခဲ့တဲ့ခိုးရပါပစ္စည်းတွေလည်းဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်ဒီစခန်းမှာတခိုးဆိုးအောင်အဖွဲ့တွေလာရောက်နေတာတွေလည်းရှိသလိုတောင်သာမှာအခြေပြုထားတဲ့အညာသားတော်သား PDF တွေလည်းလာရောက်နေတဲ့စခန်းချနေတာဖြစ်ပါတယ်။လက်ရှိမှာတော့တမတော်ကမြင်းညံတောင်သာနထိုးကြီးလမ်းပိုင်းတောင်သာမလိုင်လမ်းပိုင်းမှာရှိနေတဲ့ကျန်းဖတ်သမားတွေရဲ့စက်ကြီးဂိတ်တွေကိုကနဦးအနေနဲ့ရှင်းလင်းနေတာရှိပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလထဲမှာလည်းတောင်သာမြို့ရဲ့အရှိတ်ရုံးစီကြီးတဝိုက်ကအကျန်းဖတ်သမားတွေရဲ့နေရာကိုစစ်ကြောင်းထိုးတာတွေလည်းပြုလုပ်ခဲ့တယ်။စက်ကြီးဂိတ်တွေကိုလည်းတိုက်ခိုက်တာတွေပြုလုပ်နေစေဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းပါရာမော်တာတွေဂျိုင်ရိုကိုပတာတွေနဲ့ကင်းထောက်ပြီးတော့တောင်သာမလိုင်လမ်းပိုင်းတောင်သာနထိုးကြီးလမ်းပိုင်းမြင်းညံတောင်သာလမ်းပိုင်းမြင်းညံနထိုးကြီးလမ်းပိုင်းဒီလမ်းပိုင်းတွေကိုအပိုင်းလိုက်ကင်းထောက်ပြီးတော့နေမရှင်းလေးဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်ဒီလမ်းပိုင်းတွေမှာကျန်းဖတ်သမားတွေက NUG ပြည်ပြည်အုပ်စုရဲ့ဓမြအလံကိုထောင်ပြီးတော့တန်ပုံးတွေမြေအိတ်တွေဘန်ကာတွေကွန်ကရစ်ဘန်ကာတွေသဲအိတ်ဘန်ကာတွေပြုလုပ်ပြီးတော့စက်ကြီးတွေကောက်နေကြတာဖြစ်ပါတယ်စက်ကြီးကောက်နေတဲ့ PDF အထီး PDF အမတွေအညာသားတောသားတွေကိုကြီးလိုက်ရင်စပန်ဘောင်းမီတွေစပန်ဝမ်ဆက်တွေဝစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးအမိခံပြီးတော့တော်လန်ရေးရန်ပုံငွေအကြောင်းပြပြီးတော့လမ်းသွားလမ်းလာမိဘပြည်သူတွေကနေစက်ကြီးကောက်နေကြတာဖြစ်ပါတယ်တော်လန်ရေးရန်ပုံငွေဆိုပေမဲ့စက်ကြီးကောက်နေကြတာဖြစ်တယ်ဘလောက်ပေးရမယ်ကားတစ်စီးကိုဘလောက်လူတစ်ယောက်ကိုဘလောက်စားတော့ကောင်စီတဘုံကိုဘလောက်စသဖြင့်ခေါင်းစဉ်မျိုးစုံတက်ပြီးတော့စက်ကြီးကောက်နေကြတဲ့ဂိတ်တွေရှိနေသေးတာကြောင့်ဆက်လက်နေမရှင်းရေးဆောင်ရွက်သွားဖို့လိုပါတယ်အတွင်းပိုင်းမှာရှိနေတဲ့ကျန်းဖတ်သမားတွေရဲ့စခန်းတွေကပင်မအရင်မြစ်ဆိုပြီးတောင်သာနထိုးကြီးလမ်းပိုင်းတောင်သာမလိုင်လမ်းပိုင်းမှာရှိနေတဲ့စက်ကြီးဂိတ်တွေကသူတို့ရဲ့ရေတောက်မြစ်တွေဖြစ်ပါတယ်ဒီရေတောက်မြစ်တွေကိုသာမဖြတ်တောက်နိုင်သေးသဖြင့်မလိုင်တဲ့တောင်သာလမ်းပိုင်းမှာလည်းဒေသခံမိဘပြည်သူတွေနိုင်ငံဝန်ထမ်းတွေအစိုးရဝန်ထမ်းတွေအပြစ်မဲ့အယက်သားမိဘပြည်သူတွေကိုဆက်လက်နှောက်ယှက်နေဦးမှာဖြစ်တဲ့အတွက်တိအချက်မြင်းကြံတောင်သာနထိုးကြီးတောင်သာမလိုင်ပတ်ဝန်းကျင်ကကျန်းဖတ်သမားတွေရဲ့စက်ကြီးဂိတ်တွေကိုမြေလည်ရှင်းလင်းသွားဖို့လိုပါတယ်စက်ကြီးဂိတ်တွေဆိုတာကပြတ်မှတ်သေးဖြစ်တဲ့အတွက်ဂျိုင်ရိုကော်ပတာနဲ့ကင်းထောက်ပြီးတက်တဲ့90ဒီဂရီကနေပုံကျဲတိုက်ခိုက်မယ်ဆိုရင်တော့အကျန်းဖတ်သမားတွေခွင့်တိကွက်သေးကြပါလိမ့်မယ်ဒါကြောင့်မလို့မြင်းညံတောင်သာနထိုးကြီးမလိုင်ပတ်ဝန်းကျင်က
နေမြေကန်တိုက်ရင်တပ်ဖွဲ့တွေနေမြေမှုတွေလိုအပ်တယ်လို့ဆက်လက်ဆောင်ရွက်သွားဖို့လိုပါတယ်ဂျိုင်ရိုကော်ပတာတွေနဲ့ကင်းထောက်ပြီးတော့လက်နက်ကြီးနဲ့ပစ်ခတ်ရှင်းနေတာတွေအထိပြုလုပ်နိုင်တဲ့အတွက်လိုအပ်တာတွေကိုဆက်လက်ဆောင်ရွက်သွားနိုင်မယ်ဆိုရင်တော့ညဉ့်ညံတောင်သာနှထိုးကြီးမှာရှိနေတဲ့အညာသားတော်သားသူဝရသာတက်ကြီးနှထိုးကြီးတခိုးဆိုအောင်ကွန်ဆိုင်သားအောက်တကျဲမိုက်ခဲအပါအဝင်မြင့်မြတ်ခရိုင်ထဲမှာရှိနေတဲ့တိုက်ရင်စိတ်ရင်လုံးကိုအလောစီဖြတ်တောက်ပြီးတော့အကြမ်းဖက်သမားတွေကိုအညာသားတော်သားတွေကိုမိသွေးတုံးလိုမျိုးမိဖို့ရှင်းလင်းနိုင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်ပါနောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ပတ်သက်တဲ့သတင်းလေးနဲ့ပိတ်သိမ်းကြပါတယ်။ဒါကတော့ပြီးခဲ့တဲ့2024ခုနှစ်ကဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အစိုးရဘက်ခေါင်းဆောင်ဖြစ်တဲ့ရှိတ်ဟာစီနာကပြည်တွင်းရေးပြည်ပခါနဲ့ပတ်သက်ပြီးចောင်းသားတွေရဲ့ဆန္ဒပြပွဲနဲ့ပတ်သက်ပြီးတော့နိုင်ငံတွေကနေထွက်ပြေးရတဲ့အခြေအနေမျိုးကြုံတွေ့ခဲ့ရတာပါ။ဒီလိုမျိုးပြည်တွင်းရေးပြည်ပခဖြစ်တာကိုအခွင့်ကောင်းရှုပြီးတော့ပဲတရုတ်နိုင်ငံရဲ့အစိုးရတရုတ်နိုင်ငံရဲ့အလိုကျရှိတ်ဟာစီနာအစိုးရပြုတ်ကျပြီးတဲ့နောက်အမေရိကန်နိုင်ငံရဲ့အလိုကျအစ္စလာမစ်စစ်သွေးကြွမိုဟာမက်ယူနတ်ကဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဂျာဖြတ်အစိုးရအဖွဲ့ခေါင်းဆောင်တယောက်ဖြစ်လာပါတယ်။မိုဟာမက်ယူနတ်က2024ခုနှစ်ကလေးကစပြီးတော့အခု2026ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့ထိဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဂျာဖြတ်အစိုးရခေါင်းဆောင်အနေနဲ့တာဝန်ယူခဲ့ပြီးတော့ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ဆောင်ရွက်ခဲ့တဲ့တပြိုင်နက်တည်းမှာပဲအစ္စလာမစ်စစ်သွေးကြွဖြစ်တဲ့အတွက်ရခိုင်ပြည်နယ်မြောက်ပိုင်းကဘင်္ဂလီတွေနဲ့ပတ်သက်ပြီးတော့ဘင်္ဂလီစစ်သွေးကြွတွေနဲ့ပတ်သက်ပြီးတော့ပြည်နယ်မြောက်ပိုင်းနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးအမျက်ထုတ်ဖို့ကြိုးပမ်းဆောင်ရွက်လာတာတွေလည်းရှိပါတယ်။အဓိကကတော့ဒီမိုဟာမက်ယူနတ်ကကုလသမဂ္ဂကနေအန်တိုနီယိုဂူတာရက်ကိုဖိတ်ပြီးတော့ဒါကာနဲ့မြန်မာနိုင်ငံနေသက်မှာရှိနေတဲ့ဘင်္ဂလီဒုက္ခသည်စခန်းကိုခေါ်ပြပြီးတော့ဒီဒုက္ခသည်တွေအရေးအတွက်ရန်ပုံငွေလိုအပ်တာတွေဒုက္ခသည်အရေးကိုဒီကုလသမဂ္ဂအတွက် issue ကြီးတစ်ခုကမ္ဘာ issue ကြီးတစ်ခုအနေနဲ့ပုံဖော်ဖို့အတွက်စီစဉ်ဆောင်ရွက်ခဲ့တာတွေလည်းရှိတယ်။ဒါအပြင်ဒီအာရှပစိဖိတ်ဒေသကအမေရိကန်ရဲ့စစ်ဖက်အကြီးအကဲတွေကိုခေါ်ယူပြီးတော့ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနိုင်ငံနယ်စပ်မှာစစ်ရေးလှုပ်ရှားမှုတွေဘင်္ဂလားဒေ့ရှ်ရဲ့တပ်မကြီးနှစ်ခုပါဝင်ပြီးတော့မြန်မာအရေးဝင်ရောက်ဆွတ်ဖက်မှုတွေအထိရည်ရွယ်ဆောင်ရွက်ခဲ့တာရှိတယ်။ဒါအပြင်ဒီဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနိုင်ငံနယ်စပ်ကဘင်္ဂလီစစ်သွေးကြွတွေနဲ့ဒုက္ခသည်တွေကိုအကြောင်းပြပြီးတော့အမေရိကန်နိုင်ငံရဲ့အကူအညီကိုရယူပြီး humanitarian corridor ဆိုတဲ့ပုံစံမျိုးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုတဲ့ခေါင်းစဉ်တွေနဲ့မြန်မာနိုင်ငံရေးဆွတ်ဖက်ရေးကိုရည်ရွယ်လှုပ်ဆောင်ခဲ့တဲ့စစ်သွေးကြွတစ်ယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖြစ်နေတာကစစ်တပ်အကြီးအကဲတွေကတရုတ်နိုင်ငံနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတယ်။ဂျာဖြတ်အစိုးရခေါင်းဆောင်မိုဟာမက်ယူနတ်နဲ့သူ့ရဲ့အစိုးရအဖွဲ့ကတော့အနောက်အုပ်စုအမေရိကန်အစိုးရနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့အတွက်နှစ်ဖက်ကခွာပြေးနေကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့မိုဟာမက်ယူနတ်ရဲ့အမေရိကန်ရဲ့အကူအညီကိုယူပြီးမြန်မာအရေးဝင်ရောက်ဆွတ်ဖက်မဲ့ humanitarian corridor ကိုစစ်တပ်အကြီးအကဲတွေကBlack Corridor အနေနဲ့တမုတ်တတ်မှတ်ပြီးတော့မိုဟာမက်ယူနတ်ရဲ့မြန်မာအရေးဝင်ရောက်ဆွတ်ဖက်မှုကိုပိတ်ပင်တားဆီးခဲ့ပါတယ်။ပြောရရင်တော့မိုဟာမက်ယူနတ်ဆိုတာအစ္စလာမစ်စစ်သွေးကြွတစ်ယောက်ဖြစ်တဲ့ဘာသာရေးအစွမ်းရောက်တစ်ယောက်ဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်ရှိနေတဲ့ဘင်္ဂလီစစ်သွေးကြွတွေနဲ့ဒုက္ခသည်တွေကိုပြပြီးတော့သူ့ရဲ့နိုင်ငံရေးအမျက်ထုတ်မှုသူ့ရဲ့နိုင်ငံတကာအလယ်မှာမြန်မြန်လှမှုအတွက်ကိုဆောင်ရွက်ခဲ့တာဖြစ်ပြီးတော့အခုလက်ရှိရွေးကောက်ပွဲကာလမှာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အာဏာကိုခွေးတို့ဘောက်ကနေယူထားတဲ့အတွက်တကယ်တမ်းရွေးကောက်ပွဲကာလမှာအခြေအနေမကောင်းတော့တာကိုသူကိုယ်တိုင်နားလည်လာတယ်။ရွေးကောက်ပွဲမှာလည်းအစိုးရဖွဲ့မယ်ဆိုလို့ရှိရင်မိုဟာမက်ယူနတ်ကသမ္မတဖြစ်နိုင်ခြေလုံးဝမရှိပါဘူး။နိုင်ငံရေးတည်မမှန်တဲ့တည်ရုပ်တယောက်ကဒီကလင်နာကျပွဲလက်လုံးဖြာခင်းတဲ့သဘောနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နိုင်ငံတော်အာဏာကိုဒီနောက်ဝေးဘောက်ကနေယူလာခဲ့တာဖြစ်ပေမဲ့လက်ရှိအခင်းချင်းမှာတော့ဘောင်မဝင်တမ်းမဝင်မိုဟာမက်ယူနတ်ကလက်ရှိအစိုးရအဖွဲ့ဂျာဖြတ်အစိုးရအဖွဲ့ခေါင်းဆောင်တယောက်အနေနဲ့နှုတ်ထွက်သွားရပြီဖြစ်ပါတယ်။နှုတ်မထွက်ရင်လည်းရွေးကောက်ပွဲပြီးသွားရင်အစိုးရဖွဲ့ရင်မိုဟာမက်ယူနတ်ကခွေးတို့ဘောက်ကနေပဲပြန်ထွက်ရမှာဖြစ်တဲ့အတွက်သူဒီထက်ပိုပြီးတော့အရှက်မကွဲစေရေးအတွက်ဒီနေ့မှာပဲဒီမိုဟာမက်ယူနတ်ကနှုတ်ထွက်လိုက်ကြောင်းကြေညာခဲ့တယ်ဖြစ်ပါတယ်။ဒီလိုမျိုးကြေညာလိုက်ပြီးတော့လက်ရှိဂျာဖြတ်အစိုးရအဖွဲ့ထဲမှာအပြောင်းအလဲတွေဆက်ရှိလာမလားရွေးကောက်ပွဲကို handle လုပ်ပြီးတော့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်အစိုးရအသစ်ကိုအာဏာလွှဲအပ်နိုင်မလားဆိုတာကိုကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားရအောင်မှာဖြစ်ပါတယ်။ဒါကဘင်္ဂလားဒေ့ရှ်အစိုးရအပြောင်းအလဲကိုကျွန်တော်တို့ကစိတ်ဝင်စားလို့ပြောပြနေတာမဟုတ်ပါဘူး။ဘင်္ဂလားဒေ့ရှ်အစိုးရဆိုတာမြန်မာနိုင်ငံကိုဆယ်စုနှစ်တစ်ခုလုံးစာကအနောက်ရှက်ပေးခဲ့တဲ့စစ်သွေးကြွတွေကိုအားပေးထောက်ခံခဲ့တဲ့အိန္ဒိယကောင်းမပီတာတဲ့နိုင်ငံအဖြစ်ရှုမြင်ထားတာဖြစ်တဲ့အတွက်မိုဟာမက်ယူနတ်ပဲပြုတ်ကြရှိတ်ခါစီနာပဲပြုတ်ကြမြည်သည့်အစိုးရအဖွဲ့တွေအာဏာရှင်တွေပြုတ်ကြပြည်ရင်းပြိပခဖြစ်ပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံကြီးပဲအစိတ်အမောင်မှာဖြစ်ကျွန်တော်တို့ကစိတ်ဝင်စားပါဘူး။အဓိကကျွန်တော်တို့စိတ်ဝင်စားတာကကမ္ဘာအရေးနဲ့ချိတ်ဆက်နေတဲ့မြန်မာအရေး geopolitics အရာအမှန်တန်အရေးပါတဲ့ဒီအမေရိကန်နဲ့တရုတ်နိုင်ငံရှင်ပြိုင်မှုတွေထဲမှာမြန်မာနိုင်ငံမြောက်ပိုင်းရခိုင်ပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်ကချိတ်ဆက်နေတာဖြစ်ပါတယ်။တစ်ဖက်ကပြန်ကြည့်ရင်တော့အမေရိကန်အုပ်စုကတရုတ်နိုင်ငံကိုလုံးဝပိတ်ဆို့တဲ့ China Containment Policy ဆိုတဲ့ဒီ CCP ဆိုတဲ့ policy နဲ့တရုတ်နိုင်ငံကိုပတ်ပေါင်းဆောင်ကနေဝိုင်းဝန်းပိတ်ဆို့ရေးပြုလုပ်နေတယ်။
တရုတ်နိုင်ငံကလည်းသူ့ရဲ့စီးပွားရေးစစ်ရေးနိုင်ငံရေးကမ္ဘာအရေးအားလုံးကိုဖြန့်ကျက်ပြီးတော့ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်နဲ့ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ပိတ်ဆို့ထားတဲ့ကြားတွေကပဲတရုတ်နိုင်ငံကကမ္ဘာနိုင်ငံတွေနဲ့ချိတ်ဆက်နိုင်ရေးအတွက်ဒီအိန္ဒိယကမ္ဘာနိုင်ငံတွေနဲ့ချိတ်ဆက်နိုင်ရေးအတွက်မြန်မာနိုင်ငံကိုဖျက်ပြီးတော့တရုတ်နိုင်ငံရဲ့အနောက်ဘက်ထွက်ပေါက်အနေနဲ့အမီနယ်မှာအခြေချတယ်။တပြိုင်နက်တည်းမှာပဲဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမှာခြေလိုက်ထားတယ်။ရန်ကုန်သမောအခြေစိုက်စခန်းတွေရေတပ်အခြေစိုက်စခန်းတွေအပါအဝင်ဒါကာရဲ့လေစစ်ကိုချက်ထွင်ပေးတာတွေပါတရုတ်ကပြုလုပ်ခဲ့ပါတယ်။ပြောရရင်တော့တရုတ်ကဒီမြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်ကိုနှစ်ဖက်လုံးကိုခွပြီးတော့တပယ်ကိန်းကစားနေတာဖြစ်ပါတယ်။ဒီလိုတပယ်ကိန်းကစားနေတာဖြစ်တဲ့အတွက်ဒီရှမ်းပြည်နယ်မြောက်ပိုင်းပြည်ပခါတွေအပါအဝင်ရခိုင်ပြည်နယ်မြောက်ပိုင်းကပြည်ပခါတွေမှာလည်းပါဝင်ပတ်သက်မှုတွေမှာတော့နောက်ွယ်ကအန်စီဖက်တာအနေနဲ့ဆက်ဆက်နေပါလိမ့်မယ်။အခြေအနေမှာပဲတပယ်ကိန်းကစားနေတဲ့အခြေအနေမှာပဲတရုတ်အစိုးရရဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ရှိတ်ခါစီနာအစိုးရပြုတ်ကျသွားပြီးတဲ့နောက်တရုတ်အစိုးရရဲ့မြန်မာပြည်တွင်းရေးပါဝင်မှုစွက်ဖက်မှုလွှမ်းမိုးမှုအပါအဝင်ရခိုင်ပြည်နယ်မြောက်ပိုင်းရဲ့အခင်းအကျင်းတွေမှာတိတိကျကျပြောင်းလဲမှုတွေဖြစ်ပေါ်လာခဲ့တာတွေ့ပါတယ်။ဆိုတော့အမေရိကန်အစိုးရအလို့ကြောင့်ယူနိုတက်လာတဲ့နောက်ပိုင်းတရုတ်နိုင်ငံဘက်ကမြန်မာနိုင်ငံနဲ့ဒီတရုတ်နိုင်ငံနောက်ပိုင်းအနောက်ဘက်ထွက်ပေါက်နဲ့ပတ်သက်ပြီးဒဗယ်ဂိမ်းကစားမှုကိုအတိုင်းအတာတစ်ခုထိဒီ key player တွေကိုပြောင်းလဲကစားလာတာကိုမြင်တွေ့ရပါတယ်။ဆိုတော့အခုအမေရိကန်အလို့ကြယူနိုပြုတ်ကျသွားပြီဆိုရင်တော့ရွေးကောက်ခံအစိုးရတက်လာရင်အမေရိကန်အစိုးရရဲ့အလို့ကြဖြစ်မလားတရုတ်နိုင်ငံရဲ့အစိုးရအလို့ကြဖြစ်မလားဆိုတဲ့အခြေအနေကိုစောင့်ကြည့်ပြီးတော့မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးရခိုင်ပြည်နယ်မြောက်ပိုင်းအရေးတွေကအများကြီးထင်ဟပ်လာစေမှာဖြစ်ပါတယ်။ဒါကြောင့်မြန်မာအရေးမှာရှမ်းပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံးကိုရောရခိုင်ပြည်နယ်မြောက်ပိုင်းဘင်္ဂလားဒေ့ရှ်ဒါကာနဲ့ချိတ်ဆက်နေတဲ့ဒေသတစ်ခုလုံးကိုရောတရုတ်နိုင်ငံဘက်ကလည်းသူ့ရဲ့ကိုကျိုးစီးပွားရေးအတွက် geopolitics အရာအရေးပါတဲ့အနောက်ဘက်ထွက်ပေါက်အတွက် double gain နဲ့ကစားနေတာဖြစ်တာကြောင့်မြန်မာနိုင်ငံရေးမှာလည်းအများကြီးတက်ရောက်မှုရှိလာနိုင်မလားဆိုတဲ့အချက်ကိုပဲကျွန်တော်တို့ကအဓိကထားပြီးတော့ကြည့်သွားကြရမှာဖြစ်ပါတယ်။ဒါကြောင့်ဘင်္ဂလားဒေ့ရှ်အစိုးရအပြောင်းအလဲကတရုတ်နိုင်ငံအတွက်အနောက်ဘက်ထွက်ပေါက်မှာလည်းတက်ရောက်မှုတစ်ခုဖြစ်တယ်။မြန်မာနိုင်ငံမှာရှိတဲ့ကြောက်ဖြူရင်းနဲ့စီမံကိန်းအပါအဝင်အမျိုးမျိုးသော PRI CMAC နဲ့ဆက်ဆက်နေတဲ့စီမံကိန်းတွေကတရုတ်နိုင်ငံရဲ့ကိုကျိုးစီးပွားအတွက်အဓိကပြမကြိုးကြီးဖြစ်နေတာကြောင့်မြန်မာပြည်တွင်းရေးမှာလည်းအတိုင်းအတာတစ်ခုထိတော့တက်ရောက်မှုရှိနိုင်တယ်။ double gain ကစားလေးရှိတဲ့တရုတ်နိုင်ငံရဲ့နိုင်ငံရေး policy အရဘင်္ဂလားဒေ့ရှ်ဘက်ကတစ်ဖက်ကအနောက်အစုဘက်ကိုရောက်ရှိသွားတဲ့အချိန်မြန်မာနိုင်ငံကိုပုံမှန်အာရုံစိုက်လာတယ်ဆိုတော့ဒီကစားကွက်တွေကိုလည်းမြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်။ဆိုတော့အခုဘင်္ဂလားဒေ့ရှ်အစိုးရအပြောင်းလဲဖြစ်နေတဲ့အချိန်မြန်မာနိုင်ငံဘက်ကလည်းမကြာခင်လွတ်တော်ခေါ်တော့မယ်အစိုးရတရက်ပေါ်ပေါက်လာတော့မယ်ဆိုတဲ့အချိန်တရုတ်နိုင်ငံရဲ့ဒီနိုင်ငံရေး policy ကမ္ဘာအရေးခင်းနဲ့ပတ်သက်ပြီးသူ့ရဲ့ဖွံ့ဖြိုးတိုးတက်ကြောင်းတွေအမေရိကန်နိုင်ငံနဲ့တိုက်ခိုက်နေရတဲ့ဒီ trade war နဲ့ပတ်သက်ပြီးဘယ်လိုမျိုးဆက်လက်ဖောက်ထွက်ပြီးတော့မြန်မာပြည်တွင်းရေးမြန်မာနိုင်ငံရဲ့ဒီအနောက်ဘက်ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးခင်းတွေနဲ့ပတ်သက်ပြီးဘယ်လိုမျိုးပြောင်းလဲမှုတွေဘယ်လိုကစားကွက်တွေနဲ့ဘယ်လိုပုံစံမျိုးတွေနဲ့အကွက်ရွှေ့အောင်လဲဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားရအောင်မှာဖြစ်ပါတယ်ဆိုတော့တရုတ်ရဲ့ double gain policy ကရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်းနှစ်မျိုးကစားသွားတာရှိတယ်နိုင်ငံတော်အစိုးရဘက်နဲ့နီးကပ်ချိတ်ဆက်ဆံနေတာရှိသလိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေသူမွေးထားတဲ့မွေးစားသားတပည့်တွေနဲ့ပတ်သက်ပြီးတော့လည်းဆက်လက်ဆက်ဆံနေတာရှိတယ်ရခိုင်ပြည်နယ်ဘက်မှာလည်းဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ချိတ်ဆက်ဆောင်ရွက်နေတာရှိသလိုရခိုင်စစ်သွေးကြွနဲ့ချိတ်ဆက်ဆောင်ရွက်နေတဲ့ပုံစံမျိုးလည်းရှိကောင်းရှိနိုင်တယ်။လက်ရှိမှာတော့နိုင်ငံတော်အစိုးရနဲ့အစိုးရချင်းနီးကပ်တဲ့ဆက်ဆံရေးနဲ့မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲကိုလည်းထောက်ခံထားခဲ့တယ်။အားပေးထားခဲ့တယ်။အစိုးရတရပေါ်ပေါက်ရေးအတွက်လည်းဒီကြားကန်ပေးထားတာရှိသလိုလက်ရှိနိုင်ငံတော်အစိုးရနဲ့လည်းနီးကပ်တဲ့ဆက်ဆံရေးရှိတာဖြစ်တဲ့အတွက်တရုတ်နိုင်ငံရဲ့ double gain result မှာနောက်ဆုံးရလဒ်ကမြန်မာနိုင်ငံရဲ့တိုးတက်ကြောင်ဖြစ်ပါစီလို့ညှော်လင့်ရင်းနဲ့ပဲဒီနေ့ဖေဖော်ဝါရီလ18ရက်နေ့အတွက်ထူးခြားတဲ့သတင်းတွေကိုညီကုန်းချုပ်ပေးရစီ။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်။